မနက်စောစောစီးစီးမထချင်နဲ့နိုးလာခဲ့တဲ့ရှောင်းကျွန်းတယောက်ခေါင်းတွေပင်ကိုက်ခဲလို့နေပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဒုတိယဦးလေးဖြစ်သူကစိုးရိမ်တကြီးနဲ့အခန်းထဲကိုပြေးဝင်လာပြီးမနက်ဖြန်မင်္ဂလာဆောင်ရတော့မယ်သူတို့သမီးလေးထွက်ပြေးသွားပြီဖြစ်ကြောင်းအော်ဟစ်အသိပေးလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ရှောင်းကျွန်းတယောက်အတော်လေးအံ့အားသင့်သွားပြီးတော့မှမိမိကို1980ပြည့်လွန်နှစ်တွေစီပြန်လည်ရောက်ရှိသွားမှန်းသတိထားမိလိုက်ပါတယ်ဒါတင်မကသေးပဲသူရောက်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဟာရွာထဲမှာလူမိုက်လူရှုပ်ဖြစ်နာမည်ကြီးတဲ့ရှောင်းကျွန်းဆိုသူဖြစ်နေတာပါဒုတိယဦးလေးဖြစ်သူကတော့ရှောင်းကျွန်းရဲ့ပခုံးကိုဆွဲကင်ပြီးငိုယိုကပြောပြရှာပါတယ်သူတို့မိသားစုကဝမ်းနဲ့ဖွယ်စုဆောင်းထားရတဲ့အောင်သွယ်ကြီးငွေ180တောင်မှအဲ့ဒီကောင်မလေးနဲ့အတူပါသွားခဲ့ပြီလို့ဆိုပါတယ်ဒီခေတ်ဒီအခါမှာငွေ180ဆိုတာနည်းတဲ့ပမာဏမဟုတ်တာမို့ဦးလေးဖြစ်သူမှယူမတက်ခံစားနေရတာပါဒါပေမဲ့ရှောင်းကျွန်းကတော့ဦးလေးဖြစ်သူရဲ့လက်ကိုအသားအရဖယ်ရှားလိုက်ပြီးစိတ်အေးထားဖို့ပြောလိုက်ပါတယ်လန်ဟိုင်းထန်ဆိုတဲ့ကောင်မလေးမှာခီးသွားထောက်ခံစားလည်းမရှိခီးစည်းလည်းပါမသွားပဲဝေးဝေးလန်လန်ပြေးနိုင်မှာမဟုတ်ဘူးလို့ယုတ်တိရှိစဉ်းစားသုံးသပ်ပြလိုက်တာပါဒါကိုကြားတော့ဦးလေးဖြစ်သူကပိုလို့တောင်လန့်သွားပြီးရှောင်းကျွန်းကိုလူတက်မိရှို့တာတွေမလုပ်ဖို့တောင်းပန်ရှာပါတယ်ရှောင်းကျွန်းကမိမိအနေနဲ့စိတ်သက်ပြုပြင်ပြောင်းလဲပြီးပြီဖြစ်ကြောင်းနောက်လူမိုက်လုံးမှာမဟုတ်တော့ကြောင်းရှင်းပြပေးမယ်လေရှောင်းကျွန်းရဲ့အတိတ်ကနာမည်ဆိုးကြောင်းဦးလေးဖြစ်သူကတော့လုံးဝမယုံနိုင်ပဲရှိနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရှောင်းကျွန်းဟာအဝိစာတက်ရဲလဲလိုက်ပြီးအမှန်တရားကိုစုံစမ်းဖို့အတွက်လမ်းမီသားစုစီထွက်ခွာခဲ့ကြပါတယ်လန်ခုလက်မှာတော့ရွာသားတွေကရှောင်းကျွန်းကိုအယူလူမိုက်ရှောင်းဆိုပြီးကြွယ်ရမှာအတင်းအဖျင်းပြောဆိုနေကြပါတယ်လန်မီသားစုကရှောင်းမီသားစုရဲ့ပတ်စံတွေကိုတိမ့်ပိုက်ထားတာကြောင့်ဒီနေ့တော့ရှောင်းကျွန်းနဲ့တိုက်ပွဲကြီးဖြစ်တော့မယ်လို့မျှော်လင့်နေကြတာပါဦးလေးဖြစ်သူကလမ်းချော်ပြီးလဲကြမလို့ဖြစ်သွားချိန်မှာရှောင်းကျွန်းကကူညီတွဲထူပေးလိုက်ပြီးလမ်းကိုတတိထားလျှောက်ဖို့တတိပေးလိုက်ပါတယ်ဦးလေးဖြစ်သူကအကြမ်းဖက်မှုမလုပ်ဖို့ထပ်မံမှာကြားတဲ့အခါမှာတော့ရှောင်းကျွန်းကအုံနောက်သုံးပြီးဖြည့်ရှင်းလို့ရတဲ့ကိစ္စကိုလက်တီးသုံးစရာမလိုဘူးလို့တင်းငင်းစွာပြန်ဖြေခဲ့ပါတယ်လမ်းမီသားစုဟာလူလဲတွေဖြစ်ကြောင်းကြားသိရတဲ့အခါမှာလည်းမိမိအနေနဲ့လူလဲတွေကိုကင်တွယ်ရတာအကျွမ်းကျင်ဆုံးပါလို့ယုံကြည်ချက်ရှိတုံ့ပြန်လိုက်ပါတယ်သူတို့နှစ်ယောက်လမ်းမီသားစုရဲ့အိမ်ရှိခြံဝင်းတကားဝစီရောက်သွားချိန်မှာတော့အထက်ကစကားပြောတဲ့တွေကိုအတာနားထောင်လိုက်ကြပါတယ်ခြံဝင်းထဲမှာလမ်းမီသားစုရဲ့ဦးလေးနဲ့အတော်ဖြစ်သူတို့ဟာကောက်ပဲတီးနှံတွေကိုခွဲဝေနေကြတာပါဒါရင်မကသေးပဲအတော်ဖြစ်သူကအောင်သွယ်ကြီးငွေ180ကိုတစ်တာအောက်ခြေမှာဝတ်ထားပြီးသားဖြစ်ကြောင်းရှောင်းမီသားစုကလာတောင်းရင်လမ်းဟိုင်းထန်ထွက်ပြေးစဉ်ခိုးယူသွားပါတယ်လို့လိညာပြောဆိုဖို့တိုင်ပင်နေကြတာကိုပါအထင်သာကြားလိုက်ရပါတယ်ဒါကိုကြားလိုက်ရတဲ့ရှောင်းကျွန်းဟာမျက်နှာပြတ်သွားပြီးအိမ်ချံဝင်းတကားမကြီးကိုခြေထောက်နဲ့အားကုန်ဆောင်ကန်ဖွင့်လှစ်လိုက်ပါတော့တယ်တကားကြီးပွင့်ထွက်သွားပြီးအိုးခွက်တွေကွဲရှာတာကြောင့်လမ်းမီသားစုံနှစ်ယောက်စလုံးထိတ်လန့်တုန်လှုပ်သွားကြပါတယ်။ရှောင်းကျွန်းကဘောင်းဘီအိတ်ကက်ထဲလက်ထည့်ထားရင်အကွက်တွေအတော်လေးပိုင်လာကြည်လာဆိုပြီးလှောင်ပြုံးလိုက်ပါတယ်။အတော်ဖြစ်သူကအံ့အားသင့်စွာနဲ့ကောက်နှံစကားကိုလွှတ်ချလိုက်မိပြီးဦးလေးဖြစ်သူကတော့ကြောက်ရွံ့စွာနဲ့ဘာလာလောက်တာလဲလို့မေးမြန်းလိုက်ပါတယ်။ရှောင်းကျွန်းကမနှက်ဖြန်မင်္ဂလာဆောင်ရတော့မှမို့သူတို့သမီးလေးကိုလာကြည့်တာပါလို့ခနဲ့တဲ့ပြန်ပြောလိုက်ပါတယ်အတော်ဖြစ်သူကရာစတန်ပေးတယ်လို့နဲ့ဟိုင်ထန်ဟာပတ်စံတွေကိုခိုးယူပြီးထွက်ပြေးသွားပြီဖြစ်ကြောင်းမိမိတို့စီမှာပတ်စံတပြားမှမရှိတော့ကြောင်းအော်ဟစ်လိန်ညာပါတော့တယ်ဒါပေမဲ့ရှောင်းကျွန်းကခီးသောထောက်ခံစာနဲ့ဈေးမရှိပဲမိန်းကလေးတယောက်ဘလို့မှဝေးမပြေးနိုင်ကြောင်းထောက်ပြလိုက်တဲ့အခါမှာတော့ဦးလေးဖြစ်သူကပတ်စံမရှိဘူးရချင်ရင်အသက်ပဲရှိတယ်ဆိုပြီးအနိုင်ကျင့်တဲ့ပုံစံမျိုးလုပ်ပြလာပါတယ်အပြင်မှာစုဝေးကြည့်ရှုနေကြတဲ့ရွာသားတွေကလည်းရှောင်းကျွန်းတယောက်ပောက်ကွဲတော့မယ်လို့ထင်ကြေးပေးနေကြချိန်မှာရှောင်းကျွန်းကပတ်စံဟာအိမ်ထဲမှာပဲရှိနေတယ်လို့အေးဆေးစွာပြောလိုက်ပါတယ်ဒါကိုကြားတော့အတော်ဖြစ်သူကအယူလူမိုက်ရှောင်းကလူတက်တော့မယ်ဆိုပြီးပတ်ဝန်းကျင်ကိုအော်ဟစ်အကူညီတောင်းကပွဲလန့်အောင်ဖန်တီးပါတော့တယ်အဲ့ဒီချိန်မှာပဲထင်းပုံပေးကနေအားနဲ့လာတဲ့မိန်းကလေးငယ်တယောက်ထွက်လာခဲ့ပါတယ်အဲ့ဒါကတော့လန်ဟိုင်ထန်ရဲ့မိဘမဲ့ညီမလေးဖြစ်သူလန်ခဲပါပဲလန်ခဲကငိုယိုပြီးပတ်စံတွေကိုမမဟိုင်ထန်ယူသွားတာမဟုတ်ဘူးလို့အမှန်တရားကိုဖွင့်ရပြောဆိုလိုက်ပါတယ်ဒါကိုကြားတာနဲ့အတော်ဖြစ်သူဟာဒေါသအလွန်ထွက်သွားပြီးလန်ခဲရဲ့မျက်နှာကိုလက်နဲ့ရိုက်နှက်ဖို့ပြေးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ရှောင်းကျွန်းကချက်ချင်းဆိုသလိုအတော်ဖြစ်သူရဲ့လက်ကောက်ဝတ်ကိုလေထဲမှာတင်ဖမ်းဆွဲတားဆီးလိုက်ပါတယ်။ငါရှိမှလူလာရိုက်ဖို့စဉ်းစားတာငါစီကခွင့်ပြုချက်တောင်းပြီးပြီလားလို့ရှောင်းကျွန်းကအေးဆက်စွာမေးလိုက်ပြီးလက်ကိုအနှဲငယ်ညှစ်လိုက်တဲ့အခါအတော်ဖြစ်သူမှနာကျင်လွန်းလို့အော်ဟစ်ကမြေပြင်ပေါ်လဲကျသွားရပါတော့တယ်။အဲ့ဒီနောက်မှာတော့လန်ခဲကဝမ်းနေပူဆွေးစွာနဲ့အမှန်တရားကိုထုတ်ဖော်ပြောပြလိုက်ပါတယ်မမဟိုင်ထန်ထွက်ပြေးရတဲ့အကြောင်းရင်းဟာအတော်ဖြစ်သူကသူ့ကိုရွာထဲကလူဆိုးလူမိုက်မာဆန်းပေါက်ရဲ့ညီဖြစ်သူစီရောင်းစားဖို့ကြံစီခဲ့လို့ပါဟိုင်ထန်ဟာညီမလေးကိုပါခေါ်ဆောင်သွားခြင်းခဲ့ပေမဲ့လန်ခဲမှာခြေထောက်တန်ရရထားတာကြောင့်အတူလိုက်မသွားနိုင်ပဲကြံရစ်ခဲ့ရတာဖြစ်ပါတယ်ဒါကိုဦးလေးဖြစ်သူကဖုံးကွယ်ဖို့ရလန်ခဲကိုယူနေတာပါလို့လိန်ညာပြောဆိုပြန်ပါတယ်ရှောင်းကျွန်းရဲ့ဦးလေးဖြစ်သူကဘလို့လုံးမလဲမေးလိုက်တဲ့အခါရှောင်းကျွန်းကလန်ခဲကိုပဲလက်ထက်ယူဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပြီလို့ပြန်ပြောလိုက်ပါတော့တယ်အာနေဘီမူးလဲမလို့ဖြစ်နေတဲ့လန်ခဲလေးကိုရှောင်းကျွန်းကအမိအယလှမ်းဖမ်းလိုက်ပါတော့တယ်ရှောင်းကျွန်းကလည်းကောင်မလေးကိုအตาရပွေ့ချလိုက်ပါတယ်လန်ခဲလေးကတတိအနှဲငယ်ပြန်ရလာပြီးမိမိကိုညစ်ပတ်နေတာမို့အောက်ပြန်ချပေးဖို့ရှက်ရွံ့စွာပြောရှာပေမဲ့ရှောင်းကျွန်းကတော့ဂယုမဆိုင်ပဲအားကိုးရမဲနေတဲ့ကောင်မလေးကိုတင်းကျပ်စွာပွေ့ဖက်ထားရင်းစုဝေးကြည့်ရှုနေကြတဲ့ရွာသားတွေရှေ့ကနေပုံမှန်ခြေလမ်းတွေနဲ့ထွက်ခွာလာခဲ့ပါတယ်ပင်လယ်ကမ်းခြေကြောက်ဆောင်လန်းအတိုင်းရှောက်လာစင်မှာတော့မထင်မှတ်ပဲလူမိုက်မာဆန်းပေါက်နဲ့သူ့ရဲ့လက်ပါစီ၃ယောက်ဟာလက်နက်အသီးသီးကင်ဆောင်ပြီးလမ်းပိတ်ရက်နေကြပါတယ်မာဆန်းပေါက်ကရှောင်းကျွန်းကိုသူ့မိမကိုခိုးယူသွားတယ်လို့ဆွဆွဲရင်းရန်စစကားဆိုလာပါတယ်
လန်ခဲလေးမှာကြောက်လန့်တကြားနဲ့ရှောင်းကျုံးကိုအောက်ချပေးဖို့တစ်ဖက်ကလူအင်အားပိုများတာမို့အရိုက်ခံရလိမ့်မယ်လို့စိုးရိမ်တကြီးတားဆီးရှာပါတယ်။ဒါပေမဲ့ရှောင်းကျုံးကတော့စိတ်အေးအေးထားမင်းရဲ့ယောက်ျားကအရိုက်ခံနိုင်ပါတယ်လို့တင်းငိမ့်စွာချုံမော့လိုက်ပါတယ်။ရှောင်းကျုံးဟာကောင်မလေးကိုကြောက်ဆောင်ပုံမှာအตาရထိုင်ခိုင်းလိုက်ပြီးနောက်သူ့ရဲ့အင်ဂျီအိတ်ကက်ထဲကတရားဝင်ထိမ်းများလက်ထက်စာချုပ်ကိုထုတ်ပြလိုက်ပါတယ်။လန်ခဲဟာသူ့ရဲ့တရားဝင်ဇနီးဖြစ်ကြောင်းအခိုင်အမာပြောဆိုလိုက်ပေမဲ့မာဆန်ပေါက်ကတော့လန်မီသားစုနဲ့သဘောတူညီမှုရပြီးသားပါဆိုပြီးညင်းဆန်ကသုံးခွပြီးလက်မျက်တူးတန်နဲ့ချင်းချောက်လာပါတယ်။ရှောင်းကျုံးဟာမိမိရဲ့ခန္ဓာကိုယ်မှာခွန်အားတွေအပြည့်အဝမရှိသေးတာကိုသိပေမဲ့အတိတ်ကခန္ဓာကိုယ်ပိုင်ရှင်ရဲ့အယူလူမိုက်ဆိုတဲ့ဂုံပုတ်ကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာကမ်းခြေမှာရှိနေတဲ့အလွန်လေးလံတဲ့တလုံးနဲ့တန်ကြိုးကြီးကိုလက်မှာရစ်ပတ်ကမီးပွင့်မတက်မြေကြီးပေါ်ဆောင်းချပြလိုက်ပါတယ်။ဒါရင်မကသေးပဲမာဆန်းပေါက်ကင်ထားတဲ့သုံးခွတန်ရဲ့ထိပ်ဖျားကိုမိမိရဲ့လက်နဲ့ဆွဲကင်လိုက်ရာသွေးတွေစီးကျလာခဲ့ပေမဲ့အဲ့ဒီသုံးခွတန်ကိုမာဆန်းပေါက်ဘက်သို့ပြန်လှည့်လိုက်ပြီးလာခဲ့လေ။မင်းတို့ကောင်းတဲ့ငါရဲ့တန်ကြိုးဘသူကပိုမာလဲကြည့်တာပေါ့ဆိုပြီးယူသွတ်စွာအော်ဟစ်လိုက်ပါတော့တယ်။ရှောင်းကျုံးရဲ့ကိုနာကျင်အောင်လုပ်ပြပြီးအသက်ဆုံးဖို့အထိယူသွတ်ပြလိုက်တဲ့စိန်ခေါ်မှုကြောင့်မာဆန်းပေါက်နဲ့သူ့ရဲ့အပေါင်းပါတွေဟာကြောက်လန့်တုန်လှုပ်သွားကြပါတယ်။မာဆန်းပေါက်ဟာနောက်ဆုတ်သွားရင်ရှောင်းကျုံးကိုနောက်နောင်ကျွန်းစိတ်ကမ်းမှာပင်လယ်စာတစ်ဆက်မှရောက်မရစေရဘူးလို့ကျင်းဝါကထွက်ပြေးသွားကြပါတော့တယ်။ရန်သူတွေထွက်ပြေးသွားပြီးနောက်ဒုတိယဦးလေးဖြစ်သူကလည်းစိုးရိမ်တကြီးပြေးဝင်လာပါတယ်။ရှောင်းကျုံးကသူ့လက်ကသွေးတွေကိုအသာတုပ်လိုက်ရင်စိုးရိမ်စရာမရှိကြောင်းပြောဆိုကလန်ခဲလေးကိုထပ်မံပွေ့ချပြီးအိမ်စီပြန်လာခဲ့ပါတယ်။လန်ခဲလေးကရှောင်းကျုံးရဲ့လက်ပင်ကိုတင်းကျပ်စွာဖတ်ထားရင်ကျေးဇူးတင်ကြောင်းပြောတဲ့အခါရှောင်းကျုံးကအားနာစရာမလိုပါဘူး။ငါတို့ကအခုချိန်ကစပြီးမိသားစုတွေဖြစ်သွားပြီပဲလို့နှွေးထွေးစွာတုံ့ပြန်ခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါရှောင်းကျုံးကလန်ခဲကိုကောက်ရုံးမွေးရပေါ်မှာတက်တက်ရက်ရက်လဲလျောင်းစေပါတယ်။လန်ခဲကဆင်းရဲနွမ်းပါလာတဲ့ဒီအိမ်လေးကိုကြည့်ပြီးတက်ပြင်းချမိတဲ့အခါရှောင်းကျုံးကသူမအတွက်စားစရာရောက်အောင်တွားယူပေးမယ်လို့ကတိပေးပါတယ်။ရှောင်းကျုံးဟာဦးလေးနဲ့အတော်ဖြစ်သူတို့ရဲ့ခြံဝင်းစီတွားရောက်ကဆန်စပါးနဲ့စောင်းထူးတစ်ထည်ခဏမျှငားရမ်းဖို့ရင်ကျေးစွာတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အတော်ဖြစ်သူကတော့တမျက်စီးကိုကင်ပြီးရှောင်းကျုံးကိုကျေးဇူးကမ်းတဲ့ကောင်မင်္ဂလာကြီးတွေလည်းဆုံးအခုလဲနာတာရှိမလေးကိုခေါ်လာသေးတယ်ဆိုပြီးအော်ဟစ်ဆဲဆိုကညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ကျင်နာတက်တဲ့ဒုတိယဦးလေးဖြစ်သူကတော့ဇနီးဖြစ်သူရဲ့ပိုလောရိုက်မှုကိုဂယုမဆိုင်ပဲစားတောက်စရာကောင်းတဲ့အိတ်တေးလေးကိုရှောင်းကျုံးလက်ထဲရောက်အောင်ထည့်ပေးလိုက်ပါတယ်။ရှောင်းကျုံးကဦးလေးနဲ့အတော်ကိုအယိုအသေးပေးရင်နောက်ရက်အနှဲငယ်အတွင်းသူတို့မိသားစုကိုအသာဟင်းဝဝလင်းလင်းစားရစေရမယ်လို့ကတိစကားဆိုခဲ့ပါတယ်။အိမ်တို့ပြန်ရောက်တော့အခါရှောင်းကျုံးဟာဒဲအိုးထဲမှာရေနွေးစုအောင်တီးပြီးဟင်းသီးဟင်းရွက်တွေခက်ကပူပူနွေးနွေးဟင်းရည်တစ်ခွက်ချက်ပြုတ်ပေးခဲ့ပါတယ်။လန်ခဲလေးဟာအတီးရွက်ဟင်းရည်ကိုအရသာရှိစွာတောက်သုံးရင်းတိတ်ချိုတာပဲလို့ရှင်လန်းစွာပြောရှာပါတယ်။ရှောင်းကျုံးကတကြားမှမခတ်ထားတာလို့ကြည်စဲလိုက်ပေမဲ့လန်ခဲကတော့မျက်ရည်ဝဲရင်းစိတ်ထဲမှာတကယ်ကိုချုံမြင်နေတာပါလို့ဆိုပါတယ်။ရှောင်းကျုံးကလည်းကောင်မလေးရဲ့မျက်နှာလေးကိုစိုက်ကြည့်ရင်နောက်နောင်ကမှစားစရာတလို့ရှိရင်မင်းအတွက်တဝက်အမြဲတမ်းပါစေရမယ်လို့လေးနက်စွာကတိပြုလိုက်ပါတယ်။နောက်တစ်နေ့နနက်မိုးတောက်ချိန်မှာတော့ပင်လယ်ကမ်းခြေရွာလေးဟာမြူနှင်းတွေပိတ်ဖုံးနေပါတယ်။ရှောင်းကျုံးဟာဝါတောင်းတစ်လုံးကိုလွဲကအအနေအများလာတဲ့အရှိတ်ကြောက်ဆောင်ကမ်းခြေစီထွက်ခွာဖို့ပြင်ဆင်ပါတယ်။လန်ခဲကနိုးလာပြီးထိုနေရာဟာဒီရေတက်မြန်တယ်လို့ရေခေတ်ကြောက်ဆောင်တွေများတာကြောင့်ရွာကတန်ငါဒီအိုကြီးတွေတောင်မသွားရတဲ့နေရာဖြစ်ကြောင်းစိုးရိမ်တကြီးတားဆီးရှာပါတယ်။ဒါပေမဲ့ရှောင်းကျုံးကတော့လန်ခဲရဲ့ပခုံးကိုအตาရဆုပ်ကိုင်ရင်မိမိအနေနဲ့ဒီရေတက်ကြကိုကျွမ်းကျင်စွာနားလည်ကြောင်းမွန်းတဲ့ချိန်မှာအိမ်ပြန်ရောက်အောင်လာခဲ့မယ်လို့အာမခံကဝါတောင်းကိုလွယ်ပြီးပင်လယ်လိုင်းတဘိုးတွေထန်နေတဲ့အရှိတ်ကြောက်ဆောင်တွေစီထွက်ခွာသွားပါတော့တယ်။ကမ်းခြေကြောက်ဆောင်တွေကြားမှာရှောင်းကျုံးတယောက်ဝါတောင်းကိုလွယ်ပြီးပင်လယ်စာတွေလိုက်ကောက်နေခဲ့ပါတယ်။အဲ့ဒီလိုရှာဖွေနေတော့မှပဲရေမော်ပင်တွေကြားထင်းရှုကွန်ရိုးတွေနဲ့ညှိတွယ်ပြီးအားကိုးရမဲ့တောင်းတင်နေတဲ့လက်ကြီးတစ်ကောင်ကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်။ရှောင်းကျုံးလဲချက်ချင်းပဲအနားကိုအပြေးသွားပြီးမလုံနဲ့တော့အဖိုးကြီးသူများကိုငါကယ်ပေးမယ်လို့မြစ်တာတာတို့ပြောဆိုရင်ခါကြကအမဲလိုက်တာကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီနောက်လက်ကြီးရဲ့ခန္ဓာကိုယ်မှာတင်းကျပ်စွာပတ်နှောင်နေတဲ့ငါးဖမ်းပိုက်ကြိုးတွေကိုစိတ်ရှည်လက်ရှည်ရေတွက်ဆိုင်ထုတ်ကလှီးဖြတ်ပေးခဲ့ပါတယ်။လိတ်ခုံပေါ်ကဒဏ်ရာတွေကိုကြည့်ပြီးဒီလိတ်ကြီးဟာအ ਨੇ ဆုံးတက်တန်းနှစ်တရာမကရှိနေပြီဖြစ်ကြောင်းနဲ့ဒီအတိုင်းထားလိုက်ရင်အနာဝင်ပြီးတေသွားနိုင်တယ်ဆိုတာကိုသိလိုက်တာကြောင့်ဒဏ်ရာတွေကိုပါဂယုတစိုက်ဆေးကြောတန့်စင်ပေးလိုက်ပါတယ်။လိတ်ကြီးကလည်းသူ့ကိုကဲတင်ပေးနေတာကိုသိတဲ့အတိုင်းငြင်ငြင်လေးခံယူနေခဲ့ပါတယ်။လိတ်ကြီးကိုကဲတင်ပြီးလို့ကမ်းခြေတဲတောင်ပြင်အတိုင်းရှောက်လာစင်မှာတော့ရှောင်းကျုံးဟာတဲထဲမှာမြုပ်နေတဲ့တစ်တုံးတစ်တုံးကိုခြေထောက်နဲ့တိုက်မိသွားပါတယ်။ရှောင်းကျုံးကလက်နဲ့တဲတွေကိုရက်ထုတ်ကြည့်လိုက်တဲ့အခါထိုတစ်တုံးဟာရိုးရိုးတစ်တုံးမဟုတ်ပဲရှေးဟောင်းတင်မောရဲ့ပဲပိုင်းတစ်တာပျက်စီးစာဖြစ်နေတာကိုမိုးတန်းပင်လယ်ရေကြောင်းရှေးဟောင်းသူတေသနာပညာရှင်တယောက်၏အသိပညာနဲ့ချက်ချင်းရိပ်မိလိုက်ပါတယ်။ဆက်လက်ပြီးတဲတွေကိုတူးဖော်ကြည့်လိုက်တဲ့အခါမှာတော့တစ်တုံးအောက်ကနေခဲမဲနေတဲ့ရှေးဟောင်းကြီးပြားနဲ့ project လုပ်ထားတဲ့ငွေလင်းကားပြားအဟောင်းတစ်ပြားကိုတူးဖော်တွေ့ရှိလိုက်ရပါတယ်။ရှောင်းကျုံးလဲငွေတင်ကားကိုအလင်းရောင်မှာတေချာကြည့်ရင်ဒီပင်လယ်ပြင်ထဲမှာတမိုင်းဝင်လှုပ်ဝက်ချက်တွေအများကြီးရှိနေသေးတာပဲလို့ရေရွတ်မိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဝေးတနေရာကရွာသားတယောက်ရဲ့ခေါ်တန်ကြားလိုက်ရတာကြောင့်ရှောင်းကျုံးဟာငွေတင်ကားပြားကိုရင်ဘတ်အိတ်ကတ်ထဲချက်ချင်းထည့်လိုက်ပြီးရှေးဟောင်းတစ်တုံးကိုလည်းတဲတွေနဲ့ပြန်ဖုံးအုပ်လိုက်ပါတယ်။ဒီလိုရှေးဟောင်းပစ္စည်းတွေကိုတီးတန့်သိမ်းဆည်းဖို့မဖြစ်နိုင်တာကြောင့်မှတ်တမ်းတင်ထားပြီးတင့်တော်တဲ့အချိန်မှတရက်ဝင်လမ်းကြောင်းကနေဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်တာပါ။အဲ့ဒီနောက်လက်ကြီးကိုနှုတ်ဆက်ပြီးရေထဲသို့အตาရတွန်းလွတ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့လက်ကြီးဟာရေထဲရောက်သွားတော့လဲချက်ချင်းမထွက်သွားပဲရှောင်းကျုံးကိုပြန်လှည့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်ရေတက်လန်းကြောက်ဆောင်ကြားစီတို့ဖြည်းဖြည်းချင်းကူးခတ်သွားရင်ရှောင်းကျုံးကိုနောက်ကလိုက်ခဲ့ဖို့အချက်ပြလိုက်ပါတယ်
ရှောင်းကျွန်းလဲဝါတောင်းကိုလွဲကာလက်ကြီးရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ကြောက်ဆောင်လိုင်းကောင်းသားအရောက်မှာတော့ရေငုံမျက်မှန်ကိုတက်ဆင်ပြီးလက်ကြီးလမ်းပြတဲ့လှုပ်ဝက်ရေအောက်လိုင်းကိုအတွင်းသို့ငုတ်ရှိုးဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာရေမော်ပင်တွေကိုဖယ်ရှားလိုက်တဲ့အခါရှောင်းကျွန်းတယောက်အံ့အားသင့်သွားရပါတယ်။ရေအောက်ကြောက်ကြားထဲမှာအလွန်ရှားပါပြီးအရွယ်စားကြီးမားလာတဲ့ရေအေးပိုင်းပင်လယ်မျော့တွေနဲ့ပင်လယ်မော်တွေစုဝေးနေတဲ့တဘာဝရေအောက်ရတနာတိုက်ကြီးကိုတွေ့ရှိလိုက်ရလို့ပဲဖြစ်ပါတယ်။ရှောင်းကျွန်းဟာပင်လယ်မျော့နဲ့ပင်လယ်မော်တွေကိုတောင်းနှလုံးအပြည့်ရိတ်သိမ်းပြီးထောက်တန်တဲ့ထန်းကရွာထဲသို့ပြန်လာခဲ့ပါတယ်။လမ်းမှာထင်းခုတ်လာတဲ့ရွာသားတယောက်ကဟစ်ရှောင်းယူကြီးအရှိဘက်ကန်းကြီးကအမိုက်တွေတွားကောက်လာတာလားလို့လောင်ပြောင်လိုက်ပါတယ်ထို့ပြင်လမ်းဘေးမှာရက်နေတဲ့လိုင်စည်းကလည်းတယောက်ယောက်အိမ်ကနေခိုးလာတာဖြစ်မှာပေါ့လို့ဆွဆွဲလိုက်ပါသေးတယ်ရှောင်းကျွန်းကတော့ဘာမှပြန်မပြောဘဲဝါတောင်းကိုအသားချကဖုံးအုပ်ထားတဲ့ရေမော်ပင်တွေကိုဖယ်ပြလိုက်ပါတယ်တောင်းထဲမှာရှိနေတဲ့အေယာမပင်လယ်မျော့ကြီးတွေကိုမြင်လိုက်ရတဲ့အခါရွာသားတွေရောလိုင်စည်းပါပါဆက်အဟောင်းသားနဲ့အံ့အားသင့်သွားကြပါတော့တယ်ဒီလိုရေအေးပိုင်းပင်လယ်မျော့မျိုးဟာမြို့ပေါ်ရေထွက်ပစ္စည်းရောင်းဝယ်ရေးစခန်းမှာတံမိုးကြီးမားစွာရောင်းရတာကြောင့်ရွာသားတွေအုပ်အော်တောင်းတင်းဖြစ်သွားကြပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့စိုးရိမ်တကြီးစောင့်မျှော်နေတဲ့ဇနီးဖြစ်သူလန်ခဲကအပြေးလွှတ်ထွက်လာရှောင်းကျွန်းအဆင်ပြေရလားလို့စိုးရိမ်ပြီးမေးပါတော့တယ်တောင်းထဲကပင်လယ်စာတွေကိုမြင်ပြီးလန်ခဲလေးဟာဝမ်းသာလုံးလို့မျက်ရည်ပင်ဝဲလာရရှာပါတယ်ရှောင်းကျွန်းကမင်းကိုငါမလိမ္မာဘူးဆိုဒါတွေကိုရောင်းရင်စားစရာနဲ့စေဖို့ဝဝလင်လင်ရပြီးအချို့ကိုအိမ်မှာဟင်းချက်စားပြီးအချို့ကိုတော့ဒုတိယဦးလေးတို့အိမ်ကိုကျေးဇူးဆက်ဖို့တွားပို့ပေးမယ်လို့နှွေးထွေးစွာပြောလိုက်ပါတယ်အဲ့ဒီနောက်ရှောင်းကျွန်းဟာပင်လယ်မျော့နဲ့ပင်လယ်ကမ်းစွန်းအချို့ကိုချင်းတောင်းတဲ့ထက်ကဒုတိယဦးလေးနဲ့အတော်တို့၏အိမ်တို့တွားရောက်ခဲ့ပါတယ်အတော်ဖြစ်သူကတမျက်စီးကိုကင်ပြီးပတ်စံလာချေးပြန်ပြီးလားဆိုပြီးညိုညိုညင်ညင်ပြောဆိုပေမဲ့ရှောင်းကျွန်းကမ်းပေးလိုက်တဲ့ချင်းတောင်းကိုမြင်လိုက်ရတဲ့အခါမှာတော့စကားတွေစွန့်သွားရပါတယ်ရှောင်းကျွန်းကအတိတ်ကသူ့ရဲ့အမားတွေအတွက်တောင်းပန်ရင်းဦးလေးနဲ့အတော်ကိုရိုသေးစွာကတော့ကဒီပင်လယ်စာတွေကိုလက်ဆောင်ဖြစ်ပေးအပ်ခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဒုတိယဦးလေးဖြစ်သူကတော့ရှောင်းကျွန်းတယောက်လူကောင်းတယောက်ဖြစ်ပြောင်းလဲလာတာကိုဝမ်းသာလုံးလုံးမျက်ရည်ကျရင်သူ့ရဲ့ပခုံးကိုတင်းကျပ်စွာစုပ်ကိုင်လိုက်ပါတော့တယ်။ရှောင်းကျွန်းလည်းဦးလေးတို့မိသားစုကိုနှုတ်ဆက်ပြီးကြံတဲ့ပင်လယ်စာတွေကိုမြို့ပေါ်ရောင်းချဖို့ထွက်ခွာလာခဲ့ပါတယ်။မြို့ပေါ်ရှိနိုင်ငံပိုင်ရေထွက်ပစ္စည်းဝယ်ယူရေးစခန်းရှိတို့ရောက်တော့အခါရှောင်းကျွန်းဟာတန်းစီပြီးစောင့်ဆိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလိုင်စည်းနဲ့သူ့ရဲ့အပေါင်းပါတွေရောက်ရှိလာပြီးဒီကောင်ရဲ့ပစ္စည်းတွေကဘဲကမှမသိဘူးလက်မခံပါနဲ့ခိုးလာတာဖြစ်ရမယ်လို့လူအုပ်ကြီးရှိမှအော်ဟစ်ရန်စပါတော့တယ်ဒီစုပူမှုကြောင့်စခန်းတာဝန်ခံကြရောက်ရှိလာပြီးရှောင်းကျွန်းကိုပစ္စည်းတွေဘဲကရတာလဲလို့မေးမြန်းလိုက်ပါတယ်ရှောင်းကျွန်းကအရှိဘက်ကန်းကြီးကရတာပါလို့တင်းငိမ့်စွာဖြေကြားလိုက်တာကြောင့်လိုင်စည်းကအရှိဘက်ကန်းကြီးကလှိုင်းကြည့်ပြီးကြောက်ဆောင်နေများလုံးလို့တန်ဃာဒီအိုကြီးတွေတောင်မသွားရဘူးမင်းလိန်နေတာပဲလို့ထပ်မံလှောင်ပြောင်လိုက်ပါတယ်ရှောင်းကျွန်းကတော့အေးဆေးစွာပင်တောင်ပုံးကိုဖွင့်ပြပြီးတာဝန်ခံကိုကိုယ်တိုင်စစ်ဆေးခိုင်းလိုက်ပါတယ်တာဝန်ခံချမ်းဟာတောင်းထဲကပင်လယ်မျော့ကြီးတစ်ကောင်ကိုလက်နှစ်ဖက်နဲ့မယူပြီးတေချာစစ်ဆေးလိုက်ပါတယ်အသားထူပြီးစူးကြုံဆွဲတွေမာကြောကတဘာဝအတိုင်းတန်ရှင်းနေတဲ့အပြင်ပင်လယ်ကမ်းစွန်းတွေကလည်းကြောက်ကြားတွေကရရှိတဲ့တကယ်ရေအောက်အဆင့်မြင့်ပစ္စည်းတွေဖြစ်ကြောင်းအတည်ပြုပေးလိုက်ပါတယ်။စခန်းတာဝန်ခံကိုယ်တိုင်ဒီလိုအဆင့်မြင့်ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်းအော်ဟစ်အတည်ပြုပေးလိုက်တဲ့အခါမှာတော့လိုင်စည်းတယောက်မျက်နှာပြက်ကရှက်ရွံ့သွားရပါတော့တယ်။ရှောင်းကျွန်းကလည်းလိုင်စည်းဘက်သို့လှည့်လိုက်ပြီးလိုင်စည်းမင်းငါကိုခိုးလာတာလို့ပြောတယ်နော်ဒါဆိုရင်ဘသူစီကခိုးလာတာလဲပြောစမ်းပါအောင်လို့ရဲဝန်စွာပြန်လဲစိန်ခေါ်လိုက်တော့တယ်ရှောင်းကျွန်းကပင်လယ်ထွက်ပစ္စည်းဆိုတာအလုတ်စူးစမ်းသူတိုင်းရှာဖွေနိုင်တာဖြစ်ပြီးအရှိဘက်ကန်းကြီးကရေအေးပိုင်းပင်လယ်မျော့တွေနဲ့မွေးမြူရေးပင်လယ်မျော့တွေရဲ့ကွာခြားချက်ကိုရွာသားတွေကိုတေချာရှင်းပြလိုက်ပါတယ်။အသက်ကြီးပိုင်းရွာသားတယောက်ကလည်းတောင်းထဲကပင်လယ်မျော့တွေကိုတေချာစစ်ဆေးပြီးအသားထူထူနဲ့တကယ်တဘာဝပင်လယ်မျော့အစ်စ်တွေဖြစ်ကြောင်းထောက်ခံပေးလိုက်တာကြောင့်လိုင်စည်းမှာပို့ပြီးအကျက်ရိုက်သွားခဲ့ရပါတယ်။ရှောင်းကျွန်းကလိုင်စည်းနာတိုက်ရိုက်လျှောက်သွားပြီးအရေးသွေးစစ်ဆေးတာကိုဘာမှမပြောပါဘူး။ဒါပေမဲ့မတေချာပဲမဟုတ်မမှန်ဆွဆွဲတာမျိုးတော့မလုပ်နဲ့မာဆန်းပေါက်ကိုလည်းတွားပြောလိုက်ဒီစိတ်ကန်းဟာသူ့မိသားစုပိုင်မဟုတ်ဘူးကြိုက်တဲ့သူကိုပိတ်ပင်လို့မရဘူးလို့ရဲဝန်စွာတတိပေးလိုက်ပါတယ်တာဝန်ခံချမ်းကလည်းရှောင်းကျွန်းရဲ့ပင်လယ်စာတွေကိုအစစ်မြင့်ဆုံးဈေးနှုန်းနဲ့ဝယ်ယူဖို့ဆုံးဖြတ်လိုက်ပြီးလိုင်စည်းတို့လူစုကိုအထောက်ထားအသေးချာမရှိဘဲရဲစခန်းမသွားဘဲနဲ့နိုင်ငံပိုင်စခန်းရဲ့အယောင်းဝယ်ကိုလာမနှောက်ယှက်ဖို့မောင်းထုတ်လိုက်ပါတော့တယ်လိုင်စည်းနဲ့သူ့ရဲ့အပေါင်းပါတွေလည်းဒေါသထွက်လွန်းလို့အန်ကျိရင်နောက်ဆုတ်ထွက်ပြေးသွားကြရပါတယ်လိုင်စည်းတို့ထွက်သွားပြီးနောက်တာဝန်ခံချမ်းဟာပင်လယ်စာတွေကိုဆက်နဲ့ချိန်တွယ်ပြီးတွက်ချက်ဆက်ပေါ်မှာတေချာတွက်ချက်လိုက်ပါတယ်။အဲ့ဒီနောက်စရင်စရာရေတွက်ပြီးရှောင်းကျွန်းကိုတန်မိုးငွေဆက်ကူထက်ကြီးနဲ့ရေထွက်ပစ္စည်းဝယ်ယူရေးပြေစာကိုလက်ဝယ်ရပေးအပ်လိုက်ပါတယ်။တာဝန်ခံချမ်းကရှောင်းကျွန်းရဲ့ပစ္စည်းရေသွေးကိုသဘောကျလွန်းလာကြောင်းနောက်အခုလိုအစင်းမြင့်ပင်လယ်စာတွေရရှိပါကစခန်းကပဲအကုန်လုံးဝယ်ယူလိုကြောင်းမိဖက်အဖြစ်ကမ်းလှမ်းခဲ့ပါတယ်။ရှောင်းကျွန်းကလည်းစာကျုံးနဲ့ငွေတွေကိုရင်ဘတ်အိတ်ကထဲတေချာထည့်ရင်းနောက်ပစ္စည်းအမြဲပို့ပေးမယ်လို့အာမခံလိုက်ပါတယ်။ဒါဟာရှောင်းကျွန်းအတွက်တော့ဘဝတည်စတင်ဖို့မိမိရဲ့ပထမဆုံးရင်းနှီးမတည်ငွေယတနာအိုးကိုရရှိလိုက်တာပဲဖြစ်ပါတယ်။ငွေကြေးဝဝလင်လင်ရရှိခဲ့တဲ့ရှောင်းကျွန်းဟာအိမ်တို့ပြန်လာပြီးဇနီးဖြစ်သူလန်ခဲအတွက်စောင့်အသစ်ဆန်စပါးအိတ်တွေနဲ့ဒဏ်ရာရနေတဲ့ခြေထောက်အတွက်တိုင်းရင်းဆေးတွေကိုဝယ်ယူလာခဲ့ပါတယ်။အိမ်ရောက်တဲ့အခါဆင်းရဲနွမ်းပါးစွာနေထိုင်ခဲ့ရတဲ့လန်ခဲလေးကငွေတွေအများကြီးဘဲကရတာလဲဆိုပြီးစိုးရိမ်တကြီးမေးမြန်းရှာပါတယ်။ရှောင်းကျွန်းကတော့ဇနီးဖြစ်သူကိုစိုးရိမ်စိတ်လျှော့ခိုင်းရင်းရေနွေးနွေးလေးပြင်ပေးကခြေထောက်ကိုဆေးစိမ်ပေးခဲ့ပါတယ်။ခြေထောက်မှာဒဏ်ရာတွေနဲ့နာကျင်နေတာကိုမပြောဘဲကြက်ကြက်ခံနေတဲ့လန်ခဲလေးဟာရှောင်းကျွန်းရဲ့အလေးထားကျင်နာမှုကြောင့်မျက်ရည်ပင်ဝဲလာရရှာပါတယ်။ရှောင်းကျွန်းကလည်းဇနီးဖြစ်သူရဲ့ဒဏ်ရာတွေကိုတေချာဆေးကြောပေးရင်မိမိနောက်ကိုလိုက်လာသမျှကာလပတ်လုံးဘယ်တော့မှအငတ်ပေးမကြုံရစေရဘူးလို့စိတ်ထဲကနေလေးနက်စွာကတိပြုလိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲအိမ်ရှိကတကားခောက်တန်ကြားလိုက်ရပြီးဒုတိယဦးလေးနဲ့အတော်ဖြစ်သူတို့ရောက်ရှိလာကြပါတယ်အတော်ဖြစ်သူကသူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့မုံငင်းချင်းအိုးလေးကိုလာရောက်ပေးအပ်ခဲ့ပါတယ်ရှောင်းကျွန်းကလည်းဝမ်းသာအားရကြိုးဆိုရင်းမိဖို့ပေါ်မှာပြုတ်ထားတဲ့ပူပူနွေးနွေးပင်လယ်ကမှကောင်းတွေကိုတူနဲ့ထိုးယူကအတော်နဲ့ဦးလေးတို့အားသုံးဆောင်ဖို့ပေးခဲ့ပါတယ်အတော်ဖြစ်သူကဒါတွေဟာတိတ်တံမိုးကြီးလုံးနဲ့ဆိုပြီးအားနာနေပေမဲ့ရှောင်းကျွန်းကတော့မိဘသက်ခွဲရိုသေသောအဖြစ်ပေးအပ်တာပါလို့ဆိုပါတယ်ဒုတိယဦးလေးဖြစ်သူကရှောင်းကျွန်းရဲ့ပြောင်းလဲလာမှုကိုကြည့်ပြီးအလွန်ဝမ်းသာနေခဲ့ပါတယ်။ရှောင်းကျွန်းကပင်လယ်ပြင်အခြေအနေနဲ့ပတ်သက်လို့အတွေ့အကြုံရှိတဲ့လူကြီးတစ်ယောက်အကြောင်းမေးမြန်းတဲ့အခါဒုတိယဦးလေးကရွာထဲမှာအေးဆေးမနေတတ်ပေမဲ့ပင်လယ်အကြောင်းတေချာကျွမ်းကျင်တဲ့ကြောက်လောက်ဝူခေါ်အဖိုးကြောက်အကြောင်းလမ်းညွှန်ပေးခဲ့ပါတယ်။ညနေဆဲစာအချိန်မှာတော့ရှောင်းကျွန်းဟာအရက်ပလင်းတပလင်းကိုကိုင်ဆောင်ကပင်လယ်ကမ်းခြေတဲအိမ်လေးမှာငါးဖမ်းပိုက်တွေပြင်ဆင်နေတဲ့အဖိုးကြောက်စီတို့တွားရောက်ခဲ့ပါတယ်။အဖိုးကြောက်ကရှောင်းကျွန်းကိုမြင်တော့ရှောင်းယူကြီးမင်းငါစီဘာလာလောက်တာလဲလို့မေးလိုက်ပါတယ်ရှောင်းကျွန်းကအရက်ပလင်းနဲ့ဆစ်လက်အိတ်ကိုစပွဲပေါ်တင်ပေးရင်းပင်လယ်ပြင်အခြေအနေကိုတိုင်ပင်လိုကြောင်းပြောလိုက်ပါတယ်အဖိုးကြောက်ကအလကားပေးတဲ့အရက်ဆိုတာမရှိဘူးမင်းပါတိချင်တာလဲတိုက်ရိုက်ပြောလို့ဆိုတာကြောင့်ရှောင်းကျွန်းကအရှိဘက်ကဟွမ်းဝမ်ပင်လယ်ကွေ့မှာပင်လယ်စာမွေးမြူလို့ရနိုင်မလားလို့မေးမြန်းလိုက်ပါတယ်အဖိုးကြောက်ကဟွမ်းဝမ်ပင်လယ်ကွေ့ဟာလှိုင်းလေထိမ့်မနိုင်ပဲရေစီးတန်ကကြောက်ဆောင်တွေများတာကြောင့်တင်မောကြီးတွေဝင်လို့မရတယ်လို့တာမန်ငါးလေးတွေတောင်မနေနိုင်တဲ့တေမင်းတမန်ကမ်းခြေဖြစ်ကြောင်းသတိပေးခဲ့ပါတယ်ဒါပေမဲ့ရှောင်းကျွန်းကမိမိအနေနဲ့တင်မောကြီးတွေမောင်းမှာမဟုတ်ပဲရေအောက်ကြောက်ကြားမှာပင်လယ်စာမွေးမြူကျင်တာပါလို့ရှင်းပြလိုက်တဲ့အခါအဖိုးကြောက်ကတင်မောကြီးတွေဝင်လို့မရငါးကြီးတွေမနေနိုင်တဲ့ဒီလိုရေအေးပိုင်းကြောက်ဆောင်တွေဟာပင်လယ်မျောနဲ့ဖြတ်တန်းသွားလာတဲ့ပင်လယ်မော်တွေအတွက်တော့အကောင်းဆုံးခိုလုံရဖြစ်တယ်လို့လှုပ်ဝက်ချက်ကိုအတည်ပြုပေးလိုက်ပါတယ်ဒါဟာရှောင်းကျွန်းရဲ့ခေတ်သစ်အသိပညာနဲ့ကောင်းစွာကိုက်ညီနေတာကြောင့်ရှောင်းကျွန်းတယောက်စိတ်ထဲမှာအလွန်ဝမ်းသာသွားခဲ့ပါတယ်အဖိုးကြောက်စီကခိုင်မာတဲ့အချက်လက်ရရှိပြီးနောက်ရှောင်းကျွန်းဟာရွာသူကြီးမန်းချန်ရဲ့အိမ်သို့တွားရောက်ခဲ့ပါတယ်။ရှောင်းကျွန်းကရွာသူကြီးကိုစစ်လိတ်ကံပေးရင်းမိမိအနေနဲ့မြေနေရာတနေရာကိုရွာထံမှစာချုပ်နဲ့ငှားရမ်းလိုကြောင်းပြောလိုက်ပါတယ်။ရွာသူကြီးကငှက်တောင်ချေးမပါတဲ့အဲ့ဒီနေရာပြက်ကြီးကိုမင်းကဘာလို့ငှားချင်ရတာလဲလို့ရေမောလိုက်ပါတယ်။ရှောင်းကျွန်းကတော့အလကားပစ်ထားမဲ့စာမိမိစမ်းသက်ကြည့်ချင်ကြောင်းနဲ့ရွာအတွက်တလားကိုပြောင်းမှုမုံ30အိတ်စီအထားခအဖြစ်ပေးသွင်းပါမယ်လို့ကန့်လာအမ်းခဲ့ပါတယ်။ရွာသူကြီးကလည်းအတုံးမကျတဲ့နေရာကနေရွာအတွက်အကျိုးမြတ်ရရှိမှာဖြစ်လို့သဘောတူလိုက်ပါတယ်ရှောင်းကျွန်းကနောက်တစ်ချိန်စကားကတိပြပြမှုမရှိစေရန်အတွက်စာရွက်ပေါ်မှာအသေးချာစာချုပ်ရေးသားစီပြီးရွာသူကြီးရဲ့တရားဝင်တစိမ့်တုံးရိုက်နှိပ်ကရွာမြေငှားရမ်းခြင်းစာချုပ်ကိုတရားဝင်ချုပ်ဆိုလိုက်ပါတော့တယ်စာချုပ်ကိုရင်းဘတ်ထဲတေချာထည့်လိုက်ရင်ရှောင်းကျွန်းကမိမိရဲ့ယင်းနှိမ့်မြုံနှံမှုကိုတရားဥပဒေအရအခိုင်အမာကာကွယ်လိုက်ပြီးဖြစ်ကြောင်းတေချာသွားခဲ့ပါတယ်စာချုပ်ကိုကင်ဆောင်ပြီးပြန်လာတဲ့လမ်းမှာတော့မာဆန်းပေါင်းနဲ့သူ့ရဲ့လက်ပါစီ3-4ယောက်ဟာလမ်းဘေးကြောက်ဆောင်ပေါ်မှာထိုင်ရင်းရှောင်းကျွန်းကိုစောင့်ဆိုင်နေခဲ့ပါတယ်။မာဆန်းပေါက်ကရှောင်းကျွန်းကိုမြင်တာနဲ့ဟေ့မင်းဟွမ်းဝမ်ပင်လယ်ကွေ့ကိုငှားလိုက်တယ်ဆိုတာအမှန်ပဲလားလို့လောင်ပြောင်လိုက်ပါတယ်။ရှောင်းကျွန်းကဟုတ်တယ်လို့တင်းငိမ့်စွာဖြေလိုက်တဲ့အခါမာဆန်းပေါက်နဲ့သူ့လူတွေဟာကျဲလောင်စွာရေမောလိုက်ကြပါတယ်။မာဆန်းပေါက်ကမင်းကောင်းကိုမြည်ကန်လိုက်တာလားငှက်တောင်ချေးမပါတဲ့နေရာမှာမင်းပတ်စံတွေအလကားပစ်ချပြီးတေးလန်းရှာနေတာပဲနောက်တစ်ချိန်မင်းငိုရတဲ့နေ့ရောက်လာလိမ့်မယ်လို့ကျိန်းဝါလိုက်ပါတယ်။ဒါပေမဲ့ရှောင်းကျွန်းကတော့မာဆန်းပေါက်ရဲ့မတိနားမလည်မှုနဲ့လောင်ပြောင်မှုတွေကိုလုံးဝဂယုမဆိုင်ပဲရင်ဘတ်ထဲကစာချုပ်လေးကိုအသားအရဆုပ်ကန်ရင်တင်ငိမ်လာတဲ့ခြေလမ်းတွေနဲ့ရှေ့ဆက်ထွက်ခွာသွားပါတော့တယ်။ညအမောင်ထုထဲမှာရေနံစီမီအိမ်လေးလင်းနေတဲ့တဲအိမ်လေးတွင်ရှောင်းကျွန်းတယောက်စာရွက်ပေါ်မှာခဲတံပေတံတို့နဲ့ဟွမ်းဝမ်ပင်လယ်ကွေ့ရဲ့မြေပုံကိုအသေးချာရေးဆွဲပြင်ဆင်နေပါတယ်။အဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူဟာရှောင်းကျွန်းသားရောက်လာပြီးစာရွက်ပေါ်မှာဘာတွေရေးဆွဲနေတာလဲလို့စိတ်ဝင်စားမေးမြန်းလိုက်ပါတယ်။ရှောင်းကျွန်းကမိမိရေးဆွဲထားတာဟာဟွမ်းဝမ်ပင်လယ်ကွေ့အတွက်ရတနာမြေပုံဖြစ်ကြောင်းပြုံးရွှင်စွာနဲ့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူကတော့လူတိုင်းစွန့်ပစ်ထားတဲ့ဒီလိုနေရာပြက်ကြီးကနေတကယ်ပဲအကျိုးမြတ်ထွက်ပါမလားဆိုပြီးစိုးရိမ်တကြီးမေးမြန်းပြန်ပါတယ်။ရှောင်းကျွန်းကခဲတံကိုခဏချလိုက်ပြီးဇနီးဖြစ်သူရဲ့လက်ကလေးနှစ်ဖက်ကိုအသားအရဆုပ်ကန်ကလူတွေမလိုချင်တဲ့နေရာတွေမှာပဲတကယ်အဖိုးတန်ရတနာတွေကိန်းဝင်နေတာပါလို့ယုံကြည်ချက်အပြည့်နဲ့နှစ်သိမ့်ပေးလိုက်ပါတယ်။ဇနီးဖြစ်သူကလည်းရှောင်းကျွန်းကိုကူညီချင်တာကြောင့်စရင်စရာရေးတွက်တာတွေကိုသူကိုယ်တိုင်တာဝန်ယူပါရစေလို့အဆိုပြုခဲ့ပါတယ်။ရှောင်းကျွန်းကစရင်တွက်တက်လို့လားလို့အံ့အားသင့်စွာမေးလိုက်တဲ့အခါမမဟိုင်ထန်စီကနေအရင်ကသုံးဆွဲနည်းနဲ့အခြေခံတင်ချတွက်နည်းတွေကိုတလျှို့ဝက်တင်ယူခဲ့ပူကြောင်းပြန်လည်ရှင်းပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ရှောင်းကျွန်းဟာအလွန်ဝမ်းသာသွားပြီးဇနီးဖြစ်သူဟာစိတ်ထားကောင်းယုံတင်မကပဲဉာဏ်ရည်ထက်မြက်ပြီးတေချာဂရုစိုက်တတ်တဲ့မိန်းကလေးတစ်ယောက်ကိုရရှိထားတာပဲလို့ချီးမွမ်းရင်းရင်ဘတ်ထဲကနေလှိုက်လိုက်လဲဝမ်းမြောက်သွားခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ရှောင်းကျွန်းဟာအဖိုးကြောက်အာကောင်နဲ့ထဲတန်းတို့နဲ့အတူဟွမ်းဝမ်ရဲ့ကြောက်ဆောင်ထူထပ်တဲ့ပင်လယ်ကမ်းခြေသို့ရောက်ရှိလာခဲ့ပါတယ်။ရှောင်းကျွန်းကကြောက်ဆောင်ကြီးပေါ်မှာရက်ရင်ပင်လယ်ပြင်ကြီးကိုညွှန်ပြကမိမိရဲ့တိတ်ပံနီးကျစီမံကိန်းကိုအဖိုးကြောက်အားရှင်းပြခဲ့ပါတယ်။အဖိုးကြောက်ကတိတ်ပံနီးကျဆိုတာဘာလဲလို့မေးမြန်းတဲ့အခါရှောင်းကျွန်းကပင်လယ်ကွေ့ကိုနယ်မြေ3ခုခွဲခြားထားကြောင်းပြောပြလိုက်ပါတယ်။အဲ့ဓာတွေကတော့ပင်လယ်စာများတဘာဝအတိုင်းမျိုးပွားနိုင်ဖို့လုံးဝမဖန်ဆီးရမယ့်ထိမ့်သိမ်းရေးစုံနေ့စဉ်စားတောက်ကုန်စည်အတွက်အနေငယ်သာဖန်ဆီးမဲ့စမ်းသက်ဖန်ဆီးရေးစုံနဲ့နောက်တစ်ချိန်စနစ်တကျမွေးမြူရေးလုပ်ဖို့အတွက်စိုက်ပျိုးရေးစုံတို့ပဲဖြစ်ပါတယ်
အဖိုးကြောက်ကတစ်ချိန်နဲ့အကုန်လုံးကူးယူဖမ်းဆီးတာမဟုတ်ဘူးလားလို့အံ့ဩစွာမေးလိုက်တဲ့အခါရှောင်းကျွန်းကရေအိုင်တွေကရေတွေကိုအကုန်စုပ်ထုတ်ပြီးငါးဖမ်းတာဟာလူမိုက်တွေရဲ့အလုပ်ဖြစ်ကြောင်းပင်လယ်မြော့တွေကိုမျိုးပွားဖို့အချိန်ပေးရမှာဖြစ်ပြီးအရင်လူတွေလိုတဘာဝအတိုင်းအကုန်လိုက်ဖမ်းတာမျိုးမဟုတ်ပဲစနစ်တကျမွေးမြူထိန်းသိမ်းရမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အဖိုးကြောက်လည်းရှောင်းကျွန်းရဲ့အမျှော်မြင်ရှိမှုကိုသဘောကျသွားပြီးအာကောင်နဲ့ချဲတန်းတို့လူငယ်2ယောက်ကိုခေါ်ယူလိုက်ပါတယ်အာကောင်နဲ့ချဲတန်းတို့ကသူတို့အလုပ်လုပ်ရင်တကယ်ပတ်စံရပါမလားအလကားအလုပ်လုပ်ရမှာလားလို့မေးမြန်းကြပါတယ်ရှောင်းကျွန်းကအလုပ်လုပ်တဲ့လောက်ထိုက်တန်တဲ့ကြေးရမှာဖြစ်ပြီးရက်လက်ကောင်းရင်နှစ်ကုံမှာအသားဟင်းပေါ်တဲ့လောက်ကျွေးမယ်လို့ကတိပေးလိုက်တာကြောင့်လူငယ်2ယောက်စလုံးဝမ်းသာအားရကြွေးကြော်ပြီးအလုပ်လုပ်ဖို့စိတ်အားထက်သန်သွားကြပါတော့တယ်အဲ့ဒီနောက်အာကောင်နဲ့ထဲတန်းတို့ဟာပင်လယ်ရေအောက်ထဲငုံရှိုးပြီးပင်လယ်မြော့တွေကိုချင်းတောင်းတဲ့ပိုက်နဲ့ကောက်ယူကြပါတယ်။ကမ်းခြေမှာတော့ရှောင်းကျွန်းရဲ့ဇနီးဖြစ်သူဟာစပွဲပေါ်မှာစည်ရင်းစာအုပ်ဖြန့်ထားပြီးရရှိလာတဲ့အရေးအတွက်တွေကိုခဲတံနဲ့တေချာရေးမှတ်နေခဲ့ပါတယ်။သူကဒီနေ့အာကောင်13ကောင်နဲ့ထဲတန်း9ကောင်ရရှိကြောင်းအတန်ထွက်ရေးတွက်လိုက်ပါတယ်။ရေထဲကနေဆိုရွှဲပြီးတက်လာတဲ့အာကောင်ကသူ့ရလက်ကထဲတန်းထက်တာတာကြောင့်လန်ခဲကိုစည်ရင်းတေချာရေးခိုင်းလိုက်ပါတယ်။ထဲတန်းကလည်းမနှက်ဖြန်ကြရင်အာကောင်ထက်ပိုရအောင်ကောက်ပြမယ်လို့စိန်ခေါ်လိုက်ပါတယ်။ဇနီးဖြစ်သူကလည်းစည်ရင်းတစ်ခုမှမလွဲစေရဘူးလို့ပြုံးရွှင်စွာအာမခံလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရှောင်းကျွန်းကအငွေ့ထင်းထင်းထွက်နေတဲ့ရင်နွေးကတရားအိုးလေးကိုကင်ဆောင်လာပြီးဇနီးဖြစ်သူအားအမောခံကတိုက်ဆေးခဲ့ပါတယ်။လန်ခဲကလည်းစည်ရင်စာအုပ်ထဲမှာတိုးတက်လာတဲ့ကိန်းဂဏန်းတွေကိုကြည်ရင်စိတ်ထဲကျဉ်းနှံ့မိကြောင်းပြောလိုက်တဲ့အခါရှောင်းကျွန်းကနောက်တစ်ချိန်ကျရင်မင်းဟာဟွန်းဝမ်ရဲ့စည်ရင်ကင်ချုပ်ကြီးဖြစ်လာမှာပါလို့ချီးမွမ်းလိုက်ပါတယ်။လန်ခဲကမဝဲမရဲဖြစ်နေပေမဲ့ရှောင်းကျွန်းကတော့အပြည့်အဝယုံကြည်မှုပေးထားခဲ့ပါတယ်။ခုနှစ်ရက်လွန်မြောက်ပြီးနောက်သူတို့ပင်လယ်ထဲကနေစနစ်တကျဖမ်းဆီးရရှိထားတဲ့အစင်းမြင့်ပင်လယ်မြော့နဲ့ပင်လယ်ကမာတွေကိုနေလေတက်ခံတေချာပြုလုပ်ထားပြီးပါပြီ။ရှောင်းကျွန်းဟာပင်လယ်စာတောင်းတွေကိုထောက်တန်နဲ့ထမ်းပြီးအာကောင်ထဲတက်အဖိုးကြောက်တို့နဲ့တူမြို့ပေါ်ရှိနိုင်ငံပိုင်ရေထွက်ပစ္စည်းဝယ်ယူရေးစခန်းသို့ထွက်ခွာလာခဲ့ပါတယ်။စိတ်ကမ်းဝယ်ယူရေးစခန်းရှိရောက်တဲ့အခါမာဆန်းပေါက်ရဲ့လက်ပါစီတယောက်ကလူတွေကိုစုဝေးစေပြီးဟွမ်းဝမ်လိုနေရာပြက်ကထွက်တဲ့အမိုက်တွေကိုဘယ်သူမှဝယ်မှာမဟုတ်ဘူးခွေးတောင်လက်မကြည့်ဘူးလို့လောင်ပြောင်ကျင်းဝါလိုက်ပါတယ်။ရှောင်းကျွန်းကတော့အေးဆေးစွာပဲထမ်းဖို့ကိုမြေပေါ်ချပြီးလမ်းမပိတ်နဲ့ဖယ်ဆန်းလို့တည်ငြိမ်စွာပြောလိုက်ပါတယ်။လက်ပါစီကနှိမ်ယွန်တောင်မတန်တဲ့ပင်လယ်မြော့တေးသေးလေးတွေပါလို့နှာခေါင်းရှုပ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဝယ်ယူရေးစခန်းတာဝန်ခံချမ်းရောက်ရှိလာပြီးပစ္စည်းအရေးသွေးကိုစစ်ဆေးဖို့မေးမြန်းလိုက်ပါတယ်။ရှောင်းကျွန်းကဝယ်ယူရေးစခန်းထဲသို့ပစ္စည်းအိတ်တွေကိုတည်ဆောင်သွားပြီးတာဝန်ခံချမ်းရှိမှာတစ်တာလေး3ခုကိုဖွင့်ပြလိုက်ပါတယ်။ရှောင်းကျွန်းကစာတွေးစနစ်တကျရှင်းပြလိုက်ပါတယ်။ပထမတစ်တာရွှွန့်လုံတွေကရတဲ့တာမန်ပင်လယ်မြော့အသားပါစုသေးရွှွန့်နန်းနန်းဒုတိယတစ်တာဟွမ်းဝမ်ရေတိမ်ပိုင်းပင်လယ်မြော့အသားအတင်းတတိယတစ်တာဟွမ်းဝမ်အေးစိတ်ရေနှစ်ပိုင်းကရတဲ့ရေအေးပင်လယ်မြော့ဖြစ်ပြီးစူး6တန်းအပြည့်ပါကအသားထူထူနဲ့အဆင့်မြင့်ဆုံးလက်ဆောင်ဖြစ်ပေးအပ်နိုင်ကြောင်းပညာရှင်တယောက်လိုရှင်းပြခဲ့ပါတယ်။တာဝန်ခံချမ်းဟာတတိယတစ်တာတဲကပင်လယ်မြော့နဲ့နောက်ထပ်ပြသလိုက်တဲ့ပင်လယ်ကမာကောင်တွေကိုလက်ထဲကင်ကြည့်ရင်မျက်လုံးအစုံပြုကျဲသွားခဲ့ရပါတယ်။ဒါဟာရေအေးပိုင်းကထွက်ရှိတဲ့အဆင့်မြင့်ဆုံးတဘာဝပင်လယ်စာအစ်စ်တွေဖြစ်ကြောင်းအံ့အားသင့်စွာကြွေးကြော်လိုက်ပြီးရှောင်းကျွန်းရဲ့ပစ္စည်းအကုန်လုံးကိုအမြင့်ဆုံးဈေးနဲ့ဒိုင်ပြက်ဝယ်ယူမိအပြင်နောင်ရသမျှပစ္စည်းအကုန်လုံးကိုစခန်းကပဲလက်ဝယ်ယူမိဟုအာမခံလိုက်ပါတော့တယ်။ဒါကိုမြင်သွားတဲ့မာဆန်းပေါက်ရဲ့လက်ပါစီကမနာလိုဖြစ်ပြီးရှောင်းကျွန်းတို့ဒါတွေကိုခိုးယူလာတာပါလို့မဟုတ်မမှန်ဆွဆွဲလိုက်ပါတယ်။အဲ့ဒီအခါအဖိုးကြောက်ကလက်ညှိုးထိုးကငါတို့ဟွမ်းဝမ်မှာနေ့စဉ်ရင်ငုပ်ပြီးတေချာဖမ်းဆီးခဲ့တာရွာသားအကုန်လုံးအတိပဲလို့ဒေါသတကြီးပြန်လဲကျင်းဝလိုက်ပါတယ်။အာကောင်ထဲတန်းနဲ့ဘေးနာကတစ်ခုတ်သမားရွာသားတွေပါရှောင်းကျွန်းဘက်ကနေရဲရဲဝံ့ဝံ့ထောက်ခံပေးလိုက်ကြတာကြောင့်မာဆန်းပေါက်ရဲ့လက်ပါစီမှာစကားမဆက်နိုင်ပဲအရှက်ရသွားခဲ့ရပါတယ်။ငွေကြေးဝဝလင်းလင်းရရှိခဲ့တဲ့ရှောင်းကျွန်းဟာအိမ်တို့ပြန်လာပြီးအိမ်ရှိဝိုင်းတွင်မှာဒုတိယဦးလေးအဖိုးကြောက်အာကောင်နဲ့ထဲတန်းတို့အားအလုတ်လောက်ခနဲ့အကျွေးများကိုရှင်းပေးခဲ့ပါတယ်။ရှောင်းကျွန်းဟာဒုတိယဦးလေးထံမှအရင်ကငှားရမ်းထားတဲ့10ယွမ်ကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။ဒုတိယဦးလေးကအာနာနေပေမဲ့ရှောင်းကျွန်းကဆွေမျိုးရင်းချပဲဖြစ်နေပါစေ။စည်ရင်ကတော့ရှင်းရှင်းလင်းလင်းရှိရမယ်လို့ဆိုကလက်ထဲရောက်ထည့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ပင်လယ်ပြင်အတွေ့အကြုံအတွက်အဖိုးကြောက်အားထိုက်တန်ကြေးငွေပေးအပ်ခဲ့ရအဖိုးကြောက်မှာတုံရင်နေတဲ့လက်များနဲ့ငွေတွေကိုကင်ဆောင်ရင်းဝမ်းသာပီတိဖြစ်သွားခဲ့ရပါတယ်။ဆက်လက်ပြီးအာကောင်နဲ့ထဲတန်းတို့ကိုလည်းလောက်ခငွေထုတ်ကြီးများပေးအပ်လိုက်ရာလူငယ်2ယောက်စလုံးသူတို့ဘဝမှာတခါမှမမြင်ဘူးခဲ့တဲ့ပတ်စံပမာဏကြောင့်အံ့အားသင့်သွားကြပါတယ်။ရှောင်းကျွန်းကနောက်တစ်ချိန်အခုထက်မကပိုပြီးရရှိအောင်ပါလို့အားပေးလိုက်ပါတယ်။ဒုတိယဦးလေးကလည်းရှောင်းကျွန်းရဲ့အမှန်တကယ်ပြောင်းလဲတိုးတက်လာမှုကိုကြည့်ပြီးမျက်ရည်ပင်ဝဲလာရရှာပါတယ်။အဲ့ဒီအချိန်မှာပဲအိရှိတကားဝါကနေရွာသူကြီးမန်းချက်တယောက်လက်နှစ်ဖက်ကိုနောက်ပြင်းရင်ရောက်ရှိလာခဲ့ပါတယ်။ရွာသူကြီးကမလို့တမလေတန်နဲ့ရှောင်းကျွန်းမင်းဟွမ်းဝမ်ကနေပတ်စံတွေအများကြီးရလိုက်တယ်နော်ဒါပေမဲ့ဟွမ်းဝမ်ဆိုတာရွာရဲ့ပုံမှန်ပစ္စည်းဖြစ်တာကြောင့်မင်းတယောက်တည်းအကုန်သိမ့်ပိုက်ထားတာတော့မတရားဘူးမဟုတ်ဘူးလားလို့ရယူလို့စိတ်နဲ့အကြောင်းပြချက်ပေးလိုက်ပါတယ်ရှောင်းကျွန်းကဒီမြေခွေးအိုကြီးဟာပတ်စံရတာမြင်တော့အကျိုးမြတ်လာရောက်လူယူတာပဲလို့စိတ်ထဲကနေသိလိုက်ပါတယ်ရှောင်းကျွန်းဟာလုံးဝမတုံ့လို့ပဲအင်ကြီးရင်ဘက်အိတ်ကက်ထဲကနေခောက်ထားတဲ့တရားဝင်စာချုပ်ကိုထုတ်ယူကရွာသူကြီးမန်းချန်ရှိစပွဲပေါ်သို့စိုက်ချလိုက်ပါတယ်။အဲ့ဒီစာချုပ်ပေါ်မှာတရားဝင်တစိမ့်တုံးကြီးရိုက်နှိပ်ထားတဲ့ရွာမြေငှားရမ်းခြင်းစာချုပ်ဆိုတဲ့စာတမ်းပါရှိနေပါတယ်။
ရှောင်းကျွန်းကဦးလေးမန်းချန်ကျွန်တော်တို့စာချုပ်ချုပ်ထားတာစီကန်းချက်တွေလည်းရေးထားတာပါတလကိုပြောင်းမှုမုံ30အိတ်ပေးရမယ်ဆိုလို့ကျွန်တော်တစ်စေးမှမလိုအောင်ပေးသွင်းထားပြီးမဟုတ်ဘူးလားလို့ရဲရဲဝုန်းဝုန်းပြန်လဲမေးခွန်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်ဘေးနားကစုဝေးနေတဲ့ရွာသားတွေကိုလှည့်ကြည့်ကဒါတရားမျှတရဲ့လားရွာသားတို့လို့မေးလိုက်ပါတယ်ရွာသားတယောက်ကဟုတ်တယ်စာချုပ်ချုပ်ထားပြီးမှတော့စကားကတိဖြတ်လို့မရဘူးလို့အော်ဟစ်ထောက်ခံလိုက်ပါတယ်အခြားရွာသားတွေကလည်းဟွမ်းဝမ်မှာအလုတ်သမားလူသေးရင်သူတို့ကပါငှားရမ်းပေးပါလို့ရှောင်းကျွန်းထံအပြိုင်ဆိုင်တောင်းဆိုကြပါတော့တယ်ရွာသားအပေါင်းရဲ့တခဲနဲ့ထောက်ခံမှုနဲ့တရားဝင်စာချုပ်ထောက်ထားကြောင်းရွာသူကြီးမန်းချန်မှာဘာမှပြန်မပြောနိုင်ပဲအဆက်ရစွာအရေးနှိမ်သွားရပါတော့တယ်ရှောင်းကျွန်းကတော့မိမိရဲ့ဉာဏ်ပညာနဲ့တရားဥပဒေထောက်ထားဖြင့်ဟွမ်းဝမ်ပင်လယ်ကွေ့ကိုတရားဝင်အပိုင်စီးနိုင်ခဲ့ပြီးရွာသားတွေရဲ့ယုံကြည်မှုကိုပါရယူသွားခဲ့ပါတော့တယ်ရွာလူကြီးကတော့အဆက်ရသွားတာကိုဖုံးဖိရင်းအပြုံးတုနဲ့အားပေးစကားတွေပြောပြီးပြန်သွားခဲ့ပါပြီဒါပေမဲ့ပေရနွမ်းနယ်နေတဲ့ရှောင်းကျွန်းကတော့ရွာသူကြီးထွက်သွားတဲ့နောက်ကျောကိုကြည့်ရင်အကြံတစ်ခုရသွားခဲ့ပါတယ်ဒီလူတွေသူ့စီမံကိန်းကိုလာမလူနိုင်အောင်ရွာတစ်ခုလုံးရဲ့အကျိုးစီးပွားနဲ့ချီနှောင်ထားလိုက်ဖို့ပါပဲအဲ့ဒီနောက်ရှောင်းကျွန်းဟာအဖိုးကြောင့်နဲ့အတူအနေရများလာတယ်ဆိုတဲ့မြောက်ပါကြောက်ဆောင်ပင်လယ်ပြင်စီကိုဆက်လင်ငယ်လေးနဲ့ထွက်ခွာလာခဲ့ပါတယ်။မြူနင်းတွေဝေဆိုင်နေပြီးရေလိုင်းတွေထန်နေတဲ့အဲ့ဒီနေရာစီရောက်တော့အဖိုးကြောက်လဲရေစီးကြောင်းတွေတက်လွန်းလာကြောင်းကြောက်လန့်ပြီးတက်ကိုဆက်မခက်ရဲတော့ပါဘူး။ရှေ့ဆက်သွားရင်လှေဆုပ်သွားလိမ့်မယ်လို့သတိပေးပါတယ်။ရှောင်းကျွန်းကတော့ငိမ့်ငိမ့်တက်တက်ပါပဲဝါလုံးတစ်ချောင်းနဲ့ရေနက်နဲ့ရေစီးကြောင်းကိုတိုင်းတာကြည့်လိုက်တော့မှဒီအတိုင်းတိုးဝင်ရင်တေတွင်းနဲ့တိုးဝင်တာနဲ့အတူတူပဲဆိုတာသဘောပေါက်သွားပါတယ်။ဒါကြောင့်ဒီနေ့တော့မစွန့်စားတော့ပဲနောက်ပြန်လှည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဖိုးကြောက်လဲတက်ပြင်းချရင်ဝမ်းသာအားရလှေကိုနောက်ပြန်လှည့်လိုက်ပါတော့တယ်။ကမ်းခြေရောက်တော့ရှောင်းကျွန်းကတဲတောင်ပြင်ပေါ်မှာဝါတိုင်တွေကျိုးတွေနဲ့ရေစီးကြောင်းမြေပုံကိုအသေးချာရေးဆွဲနေခဲ့ပါတယ်။ဒါကိုမြင်တဲ့ရွာသားတွေနဲ့မာဆန်းပေါက်တို့လူစုကတော့သူ့ကိုယူနေပြီဆိုပြီးလှောင်ပြောင်ကြတာပေါ့။မာဆန်းပေါက်ကသူ့စီလျှောက်လာပြီးအဲ့ဒီကြောက်ဆောင်လာသွားရင်တေးလိုက်မယ်လို့ချင်းချောက်လိုက်ပေမဲ့ရှောင်းကျွန်းကတော့အေးအေးဆေးဆေးပါပဲ။လက်ထဲကစပားကကြီးတာနေတဲ့သမုတ်တရားတွေကရတနာတွေကတော့မတုံးတွေကိုစောက်မနေဘူးလို့ပြန်ပက်လိုက်တာကြောင့်မာဆန်းပေါက်တယောက်ဒေါသတွေထွက်ကြံခဲ့ရပါတယ်။အိမ်ပြန်ရောက်တော့ဇနီးဖြစ်သူကရေနွေးစလုံးနဲ့တစ်ပတ်ကိုယူလာပေးရင်းရွာသားတွေရဲ့စကားကိုစိတ်ထဲမထားဖို့နှစ်သိမ့်ပေးပါတယ်။ရှောင်းကျွန်းကလည်းလန်ခဲကိုသူ3ရက်တိုင်တွက်ချက်ထားတဲ့ရေစီးကြောင်းမြေပုံကိုဖြန့်ပြလိုက်ပါတယ်။လာဆန်း1ရက်နဲ့18ရက်နေ့တွေမှာဒီအန်ရီရှိတဲ့ရေလက်ကြားရဲ့ရေစီးကြောင်းကခဏတာငြိမ်သက်သွားလေးရှိတာမို့အဲ့ဒီအချိန်ကိုကွက်တိချိန်ပြီးသွားရင်ဘေးကင်းကင်းနဲ့ဖြတ်တန်းနိုင်မှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။လန်ခဲကစိုးရင်ပြီးလိုက်ခဲ့ခြင်းပေမဲ့ရှောင်းကျွန်းကတော့ကမ်းခြေမှာပဲစောင့်နေဖို့မှာကြားပြီးနှာခေါင်းလေးကိုမနာအောင်ဆွဲကချောမော့ခဲ့ပါတယ်။ရှောင်းကျွန်းတွက်ချက်ထားတဲ့နေရောက်လာတဲ့အခါမှာတော့အဖိုးကြောက်နဲ့အတူအဲ့ဒီမြောက်ပါကြောက်ဆောင်ရေးလက်ကြားစီကိုပြန်သွားခဲ့ကြပါတယ်အဖိုးကြောက်ရင်တမမဖြစ်နေချိန်မှာရှောင်းကျွန်းကနာရီကိုကြည့်ရင်လှေတက်ကိုဘယ်ဘက်တဝက်လဲဖို့တိတိကျကျညွှန်ကြားလိုက်ပါတယ်ရှောင်းကျွန်းရဲ့တွက်ချက်မှုဟာရာနှုန်းပြည့်မှန်ကန်နေခဲ့ပြီးလှေငယ်လေးဟာအနေရရှိတဲ့ကြောက်ဆောင်တွေကြားကနေလှေဝမ်းတောင်မတိုက်ပဲချောချောမောမောဖြတ်တန်းသွားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ရှောင်းကျွန်းဟာရေငုံမျက်မှန်ကိုတက်အဖိုးကြောက်ကိုလှေပေါ်မှာစောင့်ခိုင်းပြီးသမုတ်တရားအောက်ခြေစီငုံရှိုးသွားခဲ့ပါတော့တယ်ရေအောက်ထဲရောက်တော့ရှောင်းကျွန်းဟာလက်ကြီးနဲ့အတူကူးခတ်ရင်းရှေးဟောင်းတင်မောပြက်ကြီးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ရှေးဟောင်းပစ္စည်းတွေဖြစ်တာကြောင့်ကိုကျိုးအတွက်မယူဘဲယဉ်ကျေးမှုဌာနစီသတင်းပို့နိုင်အောင်အဖြူရောင်အမတ်သားအမုတ်တွေကိုကျိုးနဲ့ချီပြီးမှတ်သားခဲ့ပါတယ်။အဲ့ဒီနောက်လက်ကြီးရဲ့ဥဆောင်မှုနဲ့အတူပင်လယ်ရေမော်တော်တွေကိုတိုးဝင်ကြည့်လိုက်တဲ့အခါမှာတော့အန်အောစရာကောင်းလောက်အောင်တောက်ပနေတဲ့တဘာဝကမာကောင်ကြီးများစွာကိုရှာတွေ့လိုက်ရပါတယ်။ဒါဟာအရေးသွေးမြင့်မွေးမြူရေးကမာဆေးတွေကိုရရှိနိုင်မဲ့တဘာဝကမာကောင်အမြောက်များရှိနေတဲ့နေရာမှန်ရှောင်းကျွန်းချက်ချင်းသဘောပေါက်လိုက်ပါတယ်။လှေပေါ်ပြန်ရောက်တဲ့အခါရှောင်းကျွန်းဟာပလဲကြီးပါတဲ့ကမာကောင်ကြီးနှစ်ကောင်ကိုယူဆောင်လာခဲ့ပါတယ်။အဖိုးကြောက်ကဒါကိုရောင်းရင်ပတ်စံများကြီးရမှာပဲလို့ဝမ်းသာအားရပြောပေမဲ့ရှောင်းကျွန်းကတော့မရောင်းပဲမွေးမြူရေးမျိုးစေ့ဖြစ်ထိမ့်သိမ်းထားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဟွန်ဝမ်မှာပလဲမွေးမြူရေးလုပ်ငန်းအောင်မြင်ဖို့ဆိုတာဒီကမာကောင်တွေပေါ်မှာပဲမူတည်နေတာမဟုတ်ပါလား။ညနေခင်းနေဝင်ချိန်မှာတော့ရှောင်းကျွန်းဟာချင်းတောင်းကိုလွှဲပြီးရွာထဲကိုပြန်လာခဲ့ပါတယ်။ဒါကိုလမ်းမှာတွေ့လိုက်တဲ့မာဆန်းပေါက်ကရှောင်းကျွန်းစီရောက်လာပြီးလူအများရှိမှစိန်ခေါ်စကားတွေပြောနေခဲ့ပါတယ်။ရွာသားတွေကလည်းရှောင်းကျွန်းကိုဝိုင်းပြီးလှောင်ပြောင်နေကြတာပေါ့။ဒါပေမဲ့ရှောင်းကျွန်းကတော့အေးအေးဆေးဆေးပဲအင်ဂျီအိတ်ထဲကစရင်အုပ်ကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီနောက်လွန်ခဲ့တဲ့3ရက်အတွင်းဟွန်ဝမ်ကရရှိတဲ့ပင်လယ်မြောက်တွေဟာတပိတ်တာမှအပြက်အစီးမရှိခဲ့တဲ့အပြင်ဒီနေ့မှလည်းအာကောင်နဲ့ခြေတန်းလိုမျိုးစီတွားရောက်ရောင်းချခဲ့လို့ငွေရင်းက30တောင်ရရှိခဲ့ကြောင်းကြေညာလိုက်ပါတယ်။ဒါအပြင်မာဆန်းပေါက်ကိုလည်းမင်းတို့စိတ်ကန်းကရောဒီနေ့ပတ်စံဘလောက်တောင်ရလို့လဲဆိုပြီးပြန်ပတ်လိုက်တာကြောင့်မာဆန်းပေါက်တယောက်ဒေါသတွေထွက်ပြီးဘာမှပြန်မပြောနိုင်ပဲကြံခဲ့ရပါတော့တယ်အဲ့ဒီညမှာတော့ရှောင်းကျွန်းနဲ့ဇနီးဖြစ်သူဟာမိအိမ်အောက်မှာရှေးဟောင်းပင်လယ်ပြင်မှတ်တမ်းအုပ်ကိုအတူတူလေ့လာနေခဲ့ကြပါတယ်လန်ခဲကလွန်ခဲ့တဲ့လ10ရက်နေ့ကမာဆန်းဘောရဲ့လှေပင်လယ်ထွက်ခဲ့ပုံကိုထောက်ပြခဲ့ပါတယ်အဲ့ဒီနေ့ကလေကြောင်းနဲ့ဒီရေဟာသူတို့မြောက်ပါကြောက်ဆောင်စီသွားခဲ့တဲ့ရာသီဥတုနဲ့ထပ်တူတူပဲဖြစ်နေခဲ့တာပါမာဆန်းဘောဟာပုံမှန်ထက်2နာရီလောက်နောက်ကျမှစိတ်ကန်းပြန်ရောက်လာပြီးအရှိတ်ဘက်မှာငါးကြီးတွေရခဲ့တယ်လို့ကြောဝခဲ့ပေမဲ့အဲ့ဒီနေ့ကအရှိတ်ဘက်မှာငါးအုပ်လုံးဝမရှိခဲ့ပါဘူးဒါကိုကြည့်ချင်းအဖြစ်မာဆန်းဘောဟာမြောက်ပါကြောက်ဆောင်ကိုမျက်စိကျနေတာကြားပြီးဖြစ်ပေမဲ့ဒီရေအတက်ကျနီးလန်းကိုမသိလို့သာအချိန်ခါကောင်းကိုစောင့်နေရတာဖြစ်ကြောင်းရှောင်းကျွန်းသဘောပေါက်သွားပါတယ်ဒါကြောင့်ဒီကိစ္စကိုလှုပ်ဝက်ထားပြီးမနှက်ဖြန်ကြရင်ဟွန်ဝမ်မှာပင်လယ်မြော့မွေးမြူရေးခြံအမြန်ဆောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်မနှက်ဖြန်ရောက်တော့ရှောင်းကျွန်းဟာမန်းချန်အားကိုထဲတန်းလို့နဲ့အတူဟွန်ဝမ်ကမ်းခြေမှာတစ်သားတိုင်တွေစိုက်ပိုက်ကုန်တွေတာပြီးပင်လယ်မြော့မွေးမြူရေးခြံကိုစတင်တည်ဆောက်ပါတော့တယ်
ပင်လယ်ထဲမှာခြံခတ်ပြီးမွေးမြူလို့ရပါမလားလို့ဇဝေဇဝါဖြစ်နေတဲ့လုပ်သားတွေကိုရှောင်းကျွန်းကတေချာရှင်းပြခဲ့ပါတယ်ဒီလိုခြံခတ်ထားခြင်းအပြင်ရေစီးကြောင်းကြောင့်ပင်လယ်မြောက်ငယ်လေးတွေမျောပါမသွားနိုင်တယ်လို့တခိုးတွေလည်းလာခိုးလို့မရတော့ပါဘူးဒါအပြင်အကောင်ကြီးတာကိုပဲဖမ်းပြီးအကောင်ငယ်တာကိုခြံထားခဲ့ရမယ်ဆိုတဲ့စီကန်းကိုပါစနစ်တကျသတ်မှတ်ပေးခဲ့တာပါအားလုံးကလည်းဝမ်းသာအားရနဲ့တစ်သားတိုင်30နဲ့နိုးလုံးပိုက်ကုန်တွေကိုရေအောက်မှာတေချာစိုက်ထူခဲ့ကြပြီးရှောင်းကျွန်းရဲ့ဇနီးကလည်းကန်ကြဂိမ်းမှာထိုင်ရင်ပစ္စည်းစရင်းတွေကိုအသေးချာမှတ်တမ်းတင်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရွာလူကြီးမန်ချမ်းနဲ့စီကျန်းတို့ရောက်လာပြီးဒီပင်လယ်ပြင်ဟာရွာတစ်ခုလုံးနဲ့ဆိုင်တာမှုရှောင်းကျွန်းအနေနဲ့တယောက်တည်းပိုင်ဆိုးပိုင်နဲ့မလုပ်ရဘူးဆိုပြီးလာရောက်တားဆီးပါတော့တယ်ရွာသားတွေလည်းဝိုင်းကြည့်နေကြချိန်မှာရှောင်းကျွန်းကအေးအေးဆေးဆေးပဲဟွန်ဝမ်စံပြမွေးမြူရေးစခန်းဆိုတဲ့ဆိုင်းဘုတ်ကိုထောက်ပြလိုက်ပြီးအင်ဂျီအိတ်ထဲကတရားဝင်စာချုပ်ကိုထုတ်ပြလိုက်ပါတယ်သူဟာရွာကိုတလကိုပြောင်းဖူးမုံ30အိတ်ပေးသွင်းပြီးတရားဝင်စာချုပ်ချုပ်ထားတာဖြစ်ကြောင်းတေချာရှင်းပြခဲ့ပါတယ်ဒါအပြင်အနှစ်ချုပ်အနေနဲ့ကံကောင်းလို့နှစ်ကုံမှာအမျက်ဆုံးများခဲ့ရင်ရွာသားတွေကိုပါအမျက်ဝေစုခွဲပေးမယ်လို့ကတိပေးလိုက်တဲ့အခါမှာတော့ဝိုင်းကြည့်နေတဲ့ရွာသားတွေဟာရှောင်းကျွန်းဘက်ကနေရာနှုံးပြေထောက်ခံသွားကြပါတော့တယ်အာကိုနဲ့ထဲတန်းတို့ကလည်းရှောင်းကျွန်းဟာသူတို့ကိုမနေ့ကမှလောက်ခလာသာတေချာပေးခဲ့ကြောင်းတက်တေထွက်ပေးလိုက်တာကြောင့်ရွာလူကြီးနဲ့စီကျန့်တို့လည်းဘာမှဆက်မလုပ်နိုင်ပဲအရှက်ရစွာနဲ့ပြန်လှည့်ထွက်သွားခဲ့ရပါတယ်။ညနေခင်းရောက်တော့ရှောင်းကျွန်းရဲ့ဇနီးကကမ်းခြေမှာအလုပ်လုပ်နေကြသူတွေအတွက်ပူပူနွေးနွေးဟင်းရည်အိုးယူဆောင်လာပေးခဲ့ပါတယ်။အားလုံးပျော်ပျော်ပါပါဟင်းရည်တောက်နေကြချိန်မှာမန်းချန်ကရေထွက်ပစ္စည်းဝယ်ယူရေးစခန်းကသတင်းစကားပါလိုက်ကြောင်းလာပြောပါတယ်။ရှောင်းကျွန်းပေးလိုက်တဲ့ပင်လယ်မြော့လက်ဆောင်မှုတွေအလွန်ရောင်းကောင်းတာကြောင့်မနှက်ဖြန်ကြရင်စည်ရင်လာရှင်းဖို့မှားလိုက်တာပါ။ဒါကြောင့်ရှောင်းကျွန်းလည်းမနှက်ဖြန်ကြရင်ဇနီးဖြစ်သူနဲ့တူမြကိုစီတွားဖို့ပြင်ဆင်လိုက်ပါတယ်။နောက်တနေ့မှာတော့ရှောင်းကျွန်းလန်ခဲနဲ့ဦးလေးဖြစ်သူတို့ဟာနိုင်ငံတော်ပိုင်ရေထွက်ပစ္စည်းဝယ်ယူရေးစခန်းစီရောက်ရှိလာခဲ့ကြပါတယ်။အဲ့ဒီမှာမာဆန်းကြီးပေါက်ကသူ့ရဲ့ပင်လယ်မြော့တွေကိုတပိတ်တာ2ချက်ပဲပေးပြီးရှောင်းကျွန်းကိုတော့3ချက်ပေးရသလားဆိုပြီးတာဝန်ရှိသူကိုရန်ကနေခဲ့တာပါတာဝန်ရှိသူချမ်းကမာဆန်းပေါက်ရဲ့ပင်လယ်မြော့တွေဟာညှက်ဆုပ်နေပြီးရှောင်းကျွန်းရဲ့ပင်လယ်မြော့တွေကတော့အတန်းအစားခွဲခြားထားကအဆင့်မြင့်ကြောင်းပြန်ပြောလိုက်ပါတယ်ရှောင်းကျွန်းကပကံပြားထဲမှာတေချာပြင်ဆင်ထားတဲ့မြင့်ပင်လယ်မြောက်တွေကိုထုတ်ပြလိုက်တဲ့အခါမှာတော့တာဝန်ရှိသူချမ်းဟာအလွန်သဘောကျသွားပြီးရသမျှအကုန်ဝယ်ယူပါမယ်လို့ပြောလိုက်ပါတော့တယ်ရှောင်းကျွန်းရဲ့ဇနီးကလည်းစီစီရေးကောင်တာမှာကျွမ်းကျင်စည်ရင်တွက်ချက်လိုက်ရပင်လယ်မြော့ပိတ်တာ30အတွက်စုစုပေါင်းကို10ချက်တိတိရရှိခဲ့ပါတယ်ဒါကိုကြည့်နေတဲ့ရွာသားတွေကရှောင်းကျွန်းရဲ့ဇနီးကိုချီးမွမ်းနေကြပြီးမာဆန်းဘောကတော့မနာလိုဒေါသတွေထွက်ရင်းအကွက်ချရုံမှာဖို့ထွက်သွားခဲ့ပါတော့တယ်မကြခင်မှာပဲအလောတကြီးပြေးလာတဲ့အဖိုးကြောက်ဟာဝယ်ယူရေးစခန်းထဲကိုရုတ်တရက်ပြေးဝင်လာပြီးရှောင်းကျွန်းဒုက္ခတော့ရောက်ပြီလို့ထိတ်လန့်တကြားအော်ဟစ်လိုက်ပါတော့တယ်မာဆန်းဘောဟာပြင်ပလူအချို့နဲ့ပူးပေါင်းပြီးတန်ချိတ်တွေကျိုးတွေကိုကင်ဆောင်ကမြောက်ပါကြောက်ဆောင်ဘက်ကိုရေအောက်ဗန္ဒာတွေတွားရောက်တူးဖို့ထွက်ခွာသွားကြပြီဖြစ်ပါတယ်ဒီရေအတက်အကျစရာမသိပဲဒီကြောက်ဆောင်ဘက်သွားတာဟာအလွန်အန္တရာယ်များမှန်းသိထားတဲ့ရှောင်းကျွန်းဟာစိုးရိမ်တကြီးစောင့်ကြည့်နေတဲ့ဇနီးဖြစ်သူလန်ခဲစီပတ်စံအိတ်ကိုအမြန်လွှဲပေးလိုက်ပါတယ်လန်ခဲကသူတို့ကိုတွားတာမလို့လားလို့မေးတဲ့အခါမှာတော့ရှောင်းကျွန်းကမဟုတ်ဘူးသူတို့ကိုတွားကဲမလို့ဆိုပြီးပြက်ပြက်တသားပြန်ဖြေလိုက်တော့တယ်အိမ်ထဲရောက်တော့အဖိုးကြောက်ဘာဆက်လုပ်ရမလဲဆိုပြီးစိုးရိမ်တကြီးအော်ဟစ်နေတယ်လို့အာကောင်နဲ့ထဲတန်းတို့ကလည်းမာဆန်းပေါ်တို့ပင်လယ်ကမာတွေခိုးယူသွားမှာကိုစိုးရိမ်ပြီးတွားတာကြဖို့ဒေါသတကြီးအကြံပေးနေခဲ့ပါတယ်ဒါပေမဲ့ရှောင်းကျွန်းကကျိုးတွေကိုတေချာချီနှောင်ရင်းအခုလိုဒီရေတက်နေချိန်နဲ့ရေအောက်ကြောက်ဆောင်တွေနဲ့တိုက်မိရင်လှေမောက်ပြီးလူသေးနိုင်ကြောင်းတေချာရှင်းပြလိုက်ပါတယ်လူသေးမှုဖြစ်သွားရင်ဒီကြောက်ဆောင်တစ်ခုလုံးပိတ်သိမ်းခံရပြီးဟွန်ဝယ်မွေးမြူရေးပါဒုက္ခရောက်သွားနိုင်တာပါဒါကြောင့်ရှောင်းကျွန်းကလန်ခဲကိုရေနွေးဦးတွေမြ мян တေခိုင်းလိုက်တယ်လို့ဒုတိယဦးလေးကိုလည်းရေကူးကျွမ်းကျင်တဲ့ရွာသားတွေကိုမိဆိုင်တွေနဲ့အတူအရှိတ်လေးကတတိုင်းမှာစူးစီးထားဖို့မှာကြားလိုက်ပါတယ်ဒုတိယဦးလေးကအမြဲတမ်းရုံမှာနှောက်ယှက်နေတဲ့မာဆန်းဘုတ်ကိုဘာလို့ကဲရမှာလဲလို့မကြေမနက်မေးပေမဲ့ရှောင်းကျွန်းကမိအိမ်ကိုထွန်းလိုက်ရင်ပင်လယ်ပြင်မှာလူအသက်ကိုကဲတင်တာဟာစီကတ်နဲ့ဝစ်ကိုထူထောင်တာပဲလို့အတိတ်ပဲပါရှင်းပြလိုက်တာကြောင့်ရွာသားတွေလည်းလက်ခံသွားကြပါတော့တယ်အဲ့ဒီအချိန်မှာပဲအဖိုးကြောက်ကပြတင်းပေါက်ကိုတွန်းဖွင့်လိုက်ပြီးကြည့်လိုက်ရင်ပင်လယ်ပြင်မှာမုန်တိုင်းဆိုးကြီးစတင်တိုက်ခတ်လာခဲ့ပါတယ်။ရှောင်းကျွန်းလဲမိုးကအင်ဂျီကိုအမြန်ဝင့်မီးအိမ်ကိုကင်ပြီးမုန်တိုင်းထဲကိုတန်တန်မမတ်ထွက်လာခဲ့ပါတယ်။ကမ်းခြေရောက်တော့မိုးကအင်ဂျီဝစ်ထားတဲ့ရွာသားတစ်ယောက်ကမာဆန်းဘောရဲ့လှေဟာကြောက်ဆောင်ကြားမှာညှက်နေတာကိုထောက်ပြလိုက်ပါတယ်။အခြားရွာသားတစ်ယောက်ကလည်းပင်လယ်ထဲမှာလက်နှိပ်တမီးရောင်တွေရမ်းခနေပြီးလှေမောက်တော့မဲ့အကြောင်းသတိပေးလိုက်ပါတယ်။ရှောင်းကျွန်းအန်ကရွာသားတွေကိုမိအောင်တွေကိုရေနက်တဲ့ဘဲဘက်ချမ်းစီထိုးပြခိုင်းလိုက်ပြီးလေငယ်လေးနဲ့ပင်လယ်ထဲကိုဆွတ်ဆွတ်ဆဆထွက်ခဲ့ပါတယ်။ရှောင်းကျွန်းဟာလာအိုလူပေးထားခဲ့တဲ့ဒီရေလမ်းကြောင်းပြမြေပုံကိုအတုံးချပြီးရေဝဲ area ကိုကျွမ်းကျင်စွာရှောင်းကွင်းကမာဆန်းဘော်တို့စီချင်းကပ်သွားခဲ့တာပါ။မာဆန်းဘော်တယောက်လေရွက်တိုင်ကိုကြောက်လန့်တကြားဖတ်ထားရင်းအသက်ကယ်ဖို့အော်ဟစ်တောင်းပန်နေချိန်မှာပဲရှောင်းကျွန်းတို့ကပေါ့ပေါ့ပါတဲ့အသက်ကယ်ကျိုးကိုပစ်ပေးလိုက်ပါတယ်။မာဆန်းဘော်ကကျိုးကိုဖမ်းကင်လိုက်တာနဲ့ကမ်းခြေမှာရှိနေတဲ့ဒုတိယဦးလေးနဲ့ရွာသားတွေအားလုံးအားတုံခွန်ဆိုင်ကျိုးကိုဝိုင်းဆွဲကြပြီးမာဆန်းဘောရဲ့လှေကိုကမ်းခြေစီဘေးကင်းစွာဆွဲတင်ပေးလိုက်နိုင်ခဲ့ပါတယ်။ကမ်းခြေပေါ်ရောက်တဲ့အခါမှာတော့မာဆန်းဘောနဲ့သူ့အဖွဲ့ဟာရေဆိုရွှဲပြီးမောဟိုက်နေကြပါတယ်။ရှောင်းကျွန်းကမိအိမ်ကိုကင်ပြီးမာဆန်းဘောစီလျှောက်သွားကဘလို့လဲအသက်ပေးနဲ့ကြုံရတာအရသာရှိရလားလို့မေးလိုက်ရမာဆန်းဘောတယောက်မိမိကိုကဲတာရှောင်းကျွန်းမှန်းသိသွားပြီးအံ့အားသင့်သွားပါတယ်။အဲ့ဒီနောက်ရှောင်းကျွန်းကမာဆန်းဘောတို့ပါလာတဲ့အိတ်တွေကိုဖွင့်ကြည့်လိုက်ရအထဲမှာပါလာတဲ့လေးကွာပါတန်ချိတ်ကြီးတွေနဲ့ရှေးဟောင်းတမိုင်းဝင်မြေပုံစာရွက်တွေကိုတွေ့ရှိသွားခဲ့ပါတယ်။မာဆန်းဘောတို့အဖွဲ့ကငါဖမ်းဖို့ပစ္စည်းတွေပါလို့လိမ်ညာပါတယ်ရှောင်းကျွန်းကတော့ရွာသားအားလုံးကိုရှေ့ထွက်ကြေညာလိုက်ပါတယ်
မြောက်ပါကြောက်ဆောင်အောက်ကရှေးဟောင်းပစ္စည်းတွေဟာရွာရဲ့အမွေအနှစ်ဖြစ်ကြောင်းဘာမှမသိပဲလောဘကြောင့်တွားရောက်တူးဖော်ရင်ရွာရဲ့ဖုံးတစ်ခိုးကိုထိခိုက်ပြီးပင်လယ်ဆောက်နှမင်းကြီးရဲ့တန်ခတ်ခြင်းကိုခံရလိမ့်မယ်လို့တတိပေးလိုက်ပါတယ်ဒီအချိန်မှာပဲရွာလူကြီးကလည်းရှောင်းကျွန်းရဲ့စကားကိုထောက်ခံပြီးမြောက်ပါကြောက်ဆောင်စီခွင့်ပြုချက်မရှိပဲတွားရောက်သူတွေကိုလှုပ်အားမတ်စင်းကနေနှုတ်ပယ်မယ်လို့မိန့်ခွန်းချွေလိုက်တာကြောင့်ရွာသားတွေလည်းဝမ်းသာအားရထောက်ခံခဲ့ကြပါတော့တယ်မာဆန်းပေါ်လည်းဘာမှပြန်မပြောနိုင်ပဲအဆက်ရစွာနဲ့ခေါင်းငုံနေခဲ့ရပါတယ်ဒီဖြစ်ရပြီးတဲ့နောက်ရှောင်းကျွန်းကတော့အေဂျင့်လာတဲ့ပင်လယ်ပြင်ကိုကြည့်ရင်ဒီနေ့ကစပြီးမြောက်ပါကြောက်ဆောင်ဟာမြည်သူမဆိုလောဘရာကြီးဝင်ရောက်လို့ရတဲ့အထင်းကွမဲ့ပင်လယ်ပြင်မဟုတ်တော့ကြောင်းဂျင်းနဲ့စွာနဲ့ဆုံးဖြတ်လိုက်ပါတော့တယ်နောက်နေ့မနက်မှာတော့ရောင်းဝယ်ရေးဌာနကတာဝန်ရှိသူကျန်းကဝမ်းသာအားရအော်ဟစ်ပြီးပတ်စံထုတ်ကြီးကိုကင်ကရှောင်းကျွန်းစီပြေးလာခဲ့ပါတယ်လန်ကယ်ကစရင်အုပ်ကိုကင်ပြီးထွက်လာချိန်မှာတော့တာဝန်ခံကျန်းကမြို့ပေါ်မှာပင်လယ်မြော့လက်ဆောင်မှုတွေအလွန်ရောင်းကောင်းလို့အထက်လူကြီးတွေကတိုင်ပင်ပြီးစရန်ငွေကြိုတင်လာပေးတာဖြစ်ကြောင်းရှင်းပြကငွေတွေကိုလွှဲပေးလိုက်ပါတယ်ဒီအောင်မြင်မှုကိုမြင်လိုက်ရတဲ့ဒုတိယဦးလေးမှလည်းဝမ်းသာလုံးလို့ရှောင်းကျွန်းရဲ့ပခုံးကိုဖက်ကငိုတောင်မှုမိသွားခဲ့ပါတယ်ဒါပေမဲ့ရှောင်းကျွန်းကတော့ဒါဟာစတင်ရုံပဲရှိသေးကြောင်းအေးဆေးစွာပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ရှောင်းကျွန်းကရွာလဲမှာစုဝေးရောက်ရှိနေကြတဲ့ရွာသားတွေကိုဟွန်ဝမ်မှာရေရှည်အလုပ်သမားတွေခန့်အပ်သွားမယ်နေ့တွက်ကြေးပေးမယ်အပြင်နှစ်ကုန်ရင်လည်းလှုပ်အားလိုက်အမျက်ဝေစုခွဲပေးလို့ကြေညာလိုက်ပါတယ်ရှောင်းကျွန်းရဲ့နှိုးဆော်လိုက်တဲ့စကားကြောင့်ရွာသားတွေအားလုံးအားတက်ရောလက်သီးပုံးဆုပ်ပြီးဝမ်းသာအားရထောက်ခံခဲ့ကြပါတော့တယ်ဒီလိုနဲ့အိမ်မှာရှိနေချိန်မှာတော့စာပိုးသမားတစ်ယောက်စပိန်နဲ့ရောက်လာပြီးရှောင်းကျွန်းစီစာတစောင်လာပေးခဲ့ပါတယ်ရှောင်းကျွန်းကစာကိုဖွင့်ဖက်ကြည့်ရင်မျက်နှာပြတ်သွားတာကြောင့်လန်ကယ်ကစိုးရိမ်တကြီးမေးမြန်းလိုက်ပါတယ်ရှောင်းကျွန်းကလွန်ခဲ့တဲ့နှစ်တွေကသူ့မိဘတွေပင်လယ်ထဲမှာအသက်ဆုံးပါခဲ့ရတဲ့မတော်တဆမှုနဲ့ပတ်သက်တဲ့အထောက်အထားဟောင်းတွေသူ့မှာရှိတယ်ဆိုပြီးလူတစ်ယောက်ကသူ့ကိုလာတွေ့ဖို့ချင်းဆိုထားကြောင်းပြောပြလိုက်ပါတယ်ဇနီးဖြစ်သူကလည်းရှောင်းကျွန်းကိုစိတ်မချတာကြောင့်သူပါလိုက်ခဲ့မယ်ဆိုအတူတူထွက်ခွာလာခဲ့ကြပါတယ်ခရိုင်ရေလုပ်ငန်းကုမ္ပဏီအဆောက်အဦအပြင်ဘက်ရောက်တဲ့အခါလန်ကယ်ကရှောင်းကျွန်းရဲ့လက်ကိုဆွဲထားရင်းအတွင်းထဲအထိအတူလိုက်ခဲ့မယ်လို့ပြောပါတော့တယ်ရှောင်းကျွန်းလည်းခေါင်းညိတ်လက်ခံလိုက်ပြီးနှစ်ယောက်သားအဆောက်အဦထဲကိုဝင်လာခဲ့ကြပါတယ်ရုံးခန်းထဲရောက်တော့ရေလုပ်ငန်းကုမ္ပဏီရဲ့ဒုတိယညွှန်ကြားရေးမှူးဝူဟိုင်ရှန်ကသူတို့နှစ်ယောက်ကိုဝမ်းသာအားရနှုတ်ဆက်ခဲ့ပါတယ်ရှောင်းကျွန်းက secret မီချစ်ကိုကင်ပြီးစပွဲမှာထိုင်နေတဲ့ဝူရှောက်ခွန်းနဲ့ပါမိတ်ဆက်ပေးခံရပြီးနောက်လန်ကယ်ရဲ့လက်ကိုဆွဲကစပွဲရှိမှာထိုင်လိုက်ပါတယ်ဝူရှောက်ခွန်းကဟွန်ဝမ်ကထွက်သမျှပင်လယ်မြော့တွေကိုပုံမှန်ဈေးထက်30%ပိုပေးပြီးဝယ်ယူမဲ့အကြောင်းပြောလာပါတယ်ဒါပေမဲ့သူ့မှာစီကံချက်တစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့ဟွန်ဝမ်ရဲ့ထွက်ကုန်အားလုံးကိုသူ့စီပဲတီးတန့်ရောင်းရမည်ဖြစ်ပြီးဝူကြောက်ခေါ်မြောက်ပါကြောက်ဆောင် area ကိုပါသူတို့စီလွှဲပြောင်းပေးရမယ်ဆိုတဲ့အချက်ပါပဲရှောင်းကျွန်းကဒါဟာစီးပွားရေးထက်မြောက်ပါကြောက်ဆောင်ကိုတိမ့်ပိုက်ခြင်းနဲ့သူ့ရဲ့မတမားတဲ့စေတနာမှန်ချက်ချင်းရိပ်မိသွားတာကြောင့်ဟွန်ဝမ်ဟာရွာတရွာလုံးနဲ့ဆိုင်တယ်လို့မြောက်ပါကြောက်ဆောင်ဟာလည်းအန္တရာယ်များတဲ့ရေပြင်ဖြစ်လို့တရားမဝင်စီးပွားရေးလုပ်ပိုင်ခွင့်မပေးနိုင်ဘူးလို့ပြက်ပြက်သားသားညှင်းဆန်လိုက်ပါတယ်အဲ့ဒီအခါဝူဟိုင်ရှန်ကစပွဲဆွဲခုံတွေကနေအနည်းရှိသောကြောက်ဆောင် area အတွင်းဖြစ်ပွားခဲ့သောရေကြောင်းမတော်တဆမှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာဆိုတဲ့စာရွက်တစ်ခုကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီစာရွက်ထဲမှာရှောင်းကျွန်းရဲ့မိဘတွေဟာနယ်မြေကျော်လွန်ပြီးတရားမဝင်ရင်းနှက်ပိုင်းဝင်ရောက်မှုကြောင့်တေဆုံးခဲ့ရတာဖြစ်ကြောင်းရေးသားထားပြီးဒီစာရွက်သာအပြင်ပေါက်ကြားသွားရင်ရှောင်းကျွန်းရဲ့ဟွန်ဝမ်စာချုပ်ပါပြက်ပြဲသွားနိုင်တယ်ဆိုပြီးချင်းချောက်လာခဲ့ပါတယ်။ဇနီးဖြစ်သူကမိဘတွေကိုဆွဆွဲပြောဆိုမှုကြောင့်ဒေါသထွက်အားပေမဲ့ရှောင်းကျွန်းကသူ့လက်ကိုတင်းတင်းဆွဲထားရင်းမတုံမလို့ရင်ဆိုင်ခဲ့ပါတယ်။ရှောင်းကျွန်းကမတ်တက်ထွက်လိုက်ပြီးစာရွက်တစ်ရွက်ထဲနဲ့လာချင်းချောက်လို့မရဘူး။တရားဥပဒေအရခိုင်လုံတဲ့တက်တည်ရှိမှရမယ်လို့ပြန်လဲစိန်ခေါ်လိုက်ပါတယ်။ဒီအခါဝူရှောက်ခွန်းကစပွဲကိုဒေါသတကြီးရိုက်လိုက်ပြီးရှောင်းကျွန်းကိုဟွန်ဝမ်ထဲကနေလွှင့်ပစ်ဖို့ဆိုတာသူ့အတွက်လက်ဖြစ်တစ်ချက်တီးစာပဲရှိတယ်လို့ကျင်းဝလိုက်ပါတယ်။ဒါပေမဲ့ရှောင်းကျွန်းကမထိတ်လန့်ပဲအိတ်ထဲကစာရွက်လွတ်တစ်ရွက်နဲ့ဖောင်တိန်ကိုထုတ်ကာစပွဲပေါ်တင်ပေးလိုက်ပါတယ်။အမှန်တကယ်စေတနာရှိရင်ဘဲကြောက်ဆောင်ကိုလိုချင်တဲ့စီကန်းချက်တွေနဲ့ရွာအတွက်ရှော့ကြီးဘလောက်ပေးမယ်ဆိုတာတွေကိုတရားဝင်စာရွက်ပေါ်မှာစာချုပ်ချုပ်ရုံးတစ်စိတ်ရိုက်ပြီးရေးပေးဖို့ဒါမှရွာပါတီတွင်းရေးမှုစီတင်ပြလို့ရမယ်လို့တောင်းဆိုလိုက်ပါတယ်အကယ်၍ဒီလိုတရားမဝင်စီကန်းချက်တွေကိုစာရွက်ပေါ်မှာရေးပေးလိုက်တာနဲ့ရှေးဟောင်းပစ္စည်းများထိန်းသိမ်းရေးဌာနစီတိုက်ရိုက်သွားတိုင်မယ်ဆိုတာကိုပါစစ်စစ်ပြောဆိုလိုက်တာကြောင့်ဝူရှောက်ခွန်းတယောက်အကွက်မောက်သွားပြီးဘာမှမရေးရဲပဲဒေါသအကြီးကျယ်ထွက်သွားခဲ့ရပါတယ်။ရှောင်းကျွန်းကတော့ဝူရှောက်ခွန်းရဲ့အကွက်ကိုပါနတ်စွာအနိုင်ယူလိုက်ပြီးလန်ကယ်ရဲ့လက်ကိုဆွဲကာအေးဆေးစွာပဲရုံခန်းထဲကနေထွက်ခွာလာခဲ့ပါတော့တဲ့။အိမ်ပြန်လမ်းမှာအဖိုးကြောက်ကအဲ့ဒီအစီရင်ခံစာတွေကမိဘတွေအကြောင်းဆွဆွဲချက်တွေကအမှန်ပဲလားလို့မရေမရမေးမြန်းလာတဲ့အခါရှောင်းကျွန်းကဆူရှာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးသူတို့ရဲ့လိမ်ညာမှုကိုမယုံဖို့နဲ့အဲ့ဒီမတော်တဆမှုနောက်ွယ်မှာမတမာတဲ့ကြံစည်မှုတစ်ခုခုရှိရမယ်လို့ပြက်ပြက်တသားပြောလိုက်ပါတယ်။ရွာထဲရောက်တာနဲ့ရှောင်းကျွန်းဟာပင်ကြီးအောက်ကရွာကောင်းလောင်းကြီးကိုအကြိမ်ကြိမ်ထိုးပြီးရွာသားတွေကိုစူးစီးလိုက်ပါတယ်။ရွာသားတွေစုဝေးမိတဲ့အခါရှောင်းကျွန်းကစပွဲပေါ်တက်ရက်ပြီးဝူရှောက်ခွန်းတို့ကဟွန်ဝမ်နဲ့မြောက်ပါကြောက်ဆောင်ကိုမတရားသိမ်းပိုက်ဖို့ကြံစည်နေကြောင်းပင်လယ်ပြင်လုတ်ပိုင်ခွင့်ကိုသူစိမ်းတွေစီရောင်းလိုက်ရင်ရွာသားတွေရေရှိဝမ်းစာကြောင့်မို့နီလန်းပြက်ကွယ်သွားတော့မယ့်အကြောင်းရှင်းပြလိုက်ပါတယ်။လူကြီးတယောက်ကလည်းငါတို့ရဲ့သွေးနဲ့ချွေးနဲ့တိဆောက်ထားတဲ့ငါးဖမ်းကွက်တွေကိုဘယ်တော့မှမရောင်းနိုင်ဘူးလို့ဒေါသတကြီးအော်ဟစ်လိုက်ရာရွာသားအလုံးကလည်းလက်သီးများကိုမြောက်ကမရောင်းဘူးဆိုပြီးတညီတညွတ်ထဲကြွေးကြော်ခဲ့ကြပါတယ်ဒီလိုနဲ့ညဘက်ရောက်တဲ့အခါရှောင်းကျွန်းဟာရွာကော်မတီရုံးပြင်ပမှာရွာလူကြီးနဲ့အတူထိုင်နေခဲ့ပါတယ်။ရွာလူကြီးကစေးတံကိုမိညင်ရင်လွန်ခဲ့တဲ့12ကျော်ကသူ့ရင်ထဲမှာထိမ့်သိမ်းထားခဲ့တဲ့လှုပ်ဝက်ချက်တစ်ခုကိုထုတ်ပြောပြခဲ့ပါတယ်
အဲ့ဒီနေ့ကပင်လယ်ပြင်မှာမြူတွေဆိုင်နေပြီးရှောင်းကျုံမိဘတွေရဲ့လှေရည်နစ်သွားချိန်မှာရွာသားတွေထက်အရင်ဆုံးအခင်းဖြစ်ပွားရနေရကိုရောက်နေခဲ့သူဟာတခြားသူမဟုတ်ပဲဝူဟိုင်ရှန်ဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာဝူဟိုင်ရှန်ဟာရေထဲကနေအနက်ရောင်တားရည်တစ်တာတစ်လုံးကိုတနက်တလက်လိုအသေးလဲဆွဲယူနေခဲ့တာကိုမတင်ကပွဲတွေ့ခဲ့ရကြောင်းပြောပြလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ရှောင်းကျုံရဲ့မျက်လုံးတွေထဲမှာတော့အံ့အားသင့်မှုတွေနဲ့အတူမိဘတွေရဲ့တေဆုံးမှုနောက်ွယ်မှာဝူဟိုင်ရှန်တိုက်ရိုက်ပါဝင်ပတ်သက်နေကြတောင်းသဘောပေါက်သွားပြီးဒေါသတရားတွေအပြည့်နဲ့တင်းမာသွားပါတော့တယ်ဟွန်ဝမ်ပလဲမွေးမြူရေးစခန်းမှာတော့ရှောင်းကျုံးဟာအဖိုးကြောင့်နဲ့လုပ်သားတွေကိုပလဲမုတ်ကောင်တွေရှင်တမှုမွေးမြူရေးအကြောင်းရှင်းပြနေခဲ့ပါတယ်အဖိုးအိုကကြောက်ခဲလို့အမဲရောင်ပလဲမုတ်ကောင်တွေတကယ်ပဲအသက်ရှင်နိုင်ပါမလားလို့စိုးရိမ်တကြီးမေးလိုက်တဲ့အခါရှောင်းကျုံးကမုတ်ကောင်ခုံပေါ်ကအဖြူရောင်အစွန်းတစ်လေးတွေကိုထိုးပြပြီးဟွန်ဝမ်ရဲ့ရေတူးနဲ့မုတ်ကောင်တွေအသားကျနေပြီဖြစ်ကြောင်းမိမောင်းထိုးပြလိုက်ပါတယ်ခြေတန်းကဝမ်းသာအားရနဲ့ပလဲကြီးတွေကိုဘယ်တော့ရိတ်သိမ်းရမလဲလို့အလောတကြီးမေးပြန်တော့လေရှောင်းကျုံးကရေမောရင်မလောဖို့နဲ့ပလဲမွေးမြူရေးအတွက်အဆင့်3ဆင့်ရှိကြောင်းစနစ်တကျရှင်းပြပေးခဲ့ပါတယ်ပထမအဆင့်အသက်ရှင်အောင်မွေးရမယ်ဒုတိယအဆင့်ရေပူရေအေးနဲ့ရေစီးကြောင်းအရကြီးထွားမှုကိုစောင့်ကြည့်ရမယ်တတိယအဆင့်စမ်းသပ်ထုတ်ယူရမယ်ဆိုတဲ့ရှောင်းကျုံးရဲ့စနစ်ကျတဲ့အစီအစဉ်ကြောင့်လုပ်သားတွေလည်းပုံမယုံကြည်စိတ်ချသွားကြပါတော့တယ်အဲ့ဒီနောက်ရှောင်းကျုံးဟာဟွန်ဝမ်စံပြမွေးမြူရေးစခန်းဆိုတဲ့တစ်သားဆိုင်ဘုတ်အနီးမှာရရင်ဝူဟိုင်ရှန်ရဲ့မတမာတဲ့အကြံစီတွေကိုမတိုက်ခိုက်နိုင်အောင်ဒီမွေးမြူရေးစခန်းကိုအစိုးရတရားဝင်အတိမတ်ပြုစခန်းဖြစ်အောင်လှုပ်ဆောင်ရမယ်လို့စိတ်ထဲကနေဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာလန်ကေးကစရင်အုပ်လေးကိုကင်ပြီးရောက်လာခဲ့ပါတယ်ရှောင်းကျုံးကဒီနေ့ချထားတဲ့မုတ်ကောင်ချင်းတွေစရင်မှတ်ပြီးပြီလားလို့မေးရလန်ကေးကပထမတန်းမှာအရှိဘက်ကြောက်ဆောင်အောက်30ချင်းနဲ့ဒုတိယတန်းမှာဝှေရွှေပင်လယ်ကွေ့တဲ့ဆက်နှစ်ချင်းချထားကြောင်းအတိအကျပြန်ပြောပြလိုက်ပါတယ်။ရှောင်းကျွန်းလဲလန်ခေရဲ့မှတ်ဉဏ်ကောင်းပုံကိုချီးကျူးရင်းလန်ခေပေးတဲ့ရေနွေးအိုးထဲကနေရေကိုအေးဆေးစွာတောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအာကောင်နဲ့ထဲတန်းတို့လည်းရေလုပ်ငန်းသုံးပစ္စည်းတွေကိုကင်ဆောင်ကကမ်းခြေပိုင်းကိုတန်ရှင်းရေးလုပ်ဖို့ရောက်ရှိလာကြပါတယ်။ဒီလိုနဲ့ကမ်းခြေမှာရှိနေချိန်မှာတော့မာဆန်းဘော်တယောက်ကူညီခဲ့တဲ့ကျေးဇူးကိုတုတ်ပြန်ဖို့ဆိုပြီးရှောင်းကျွန်းစီရောက်လာခဲ့ပါတယ်။မာဆန်းဘော်ကသူ့ရဲ့တစ်သားလေကြီး3စီးကိုရေလုပ်ငန်းပို့ဆောင်ရေးမှာအသုံးပြုဖို့ကမ်းလှမ်းလာတဲ့အခါရှောင်းကျုံးကသူ့ရဲ့မွေးမြူရေးလုပ်ငန်းနဲ့ဝင်ရောက်ချင်နေတဲ့မာဆန်းဘော်ကိုစီကန်း3ချက်ပြတ်သားသတ်မှတ်လိုက်ပါတယ်ပထမအချက်မာဆန်းဘော်ရဲ့လှေတွေဟာမြောက်ပါကြောက်ဆောင်စီပြီးတက်မသွားရဘူးဒုတိယအချက်အလုသမားတွေရဲ့လှုပ်အားခအမျက်ဝေစုကိုတပြားမှမလူယူရဘူးတတိယအချက်ပင်လယ်ထဲမှာလမ်းပြပေးတဲ့လက်ကြီးအကြောင်းကိုမိသူကိုမှထုတ်မပြောရဘူးဆိုတဲ့စီကန်းချက်တွေပဲဖြစ်ပါတယ်မာဆန်းဘော်ကလည်းရှောင်းကျုံးရဲ့စီကန်းချက်အားလုံးကိုပျော်ရွှင်စွာလက်ခံခဲ့ပါတော့တယ်ခဏအကြာမှာတော့ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်ဟာခရိုင်ရေးလုပ်ငန်းဌာနကနီးပညာရှင်လီနဲ့ရဲဘော်ဝမ်တို့ကိုခေါ်ဆောင်ကရောက်ရှိလာခဲ့ပါတယ်။နီးပညာရှင်လီကဟွန်ဝမ်ရဲ့ရေစီးကြောင်းနဲ့ကြောက်ဆောင်ပြင်ဆင်ဟာပလဲနဲ့ပင်လယ်မြောက်မွေးမြူဖို့အလွန်တင့်တော်ကြောင်းချီးကျူးလိုက်ပါတယ်။ရဲဘော်ဝမ်ကလည်းဒီနေရာကိုခရိုင်အဆင့်စံပြမွေးမြူရေးစခန်းအဖြစ်သတ်မှတ်ပေးဖို့လျှောက်ထားပေးမဲ့အပြင်နောက်ပတ်မှာနီးပညာရှင်တွေကိုလည်းဆေးလွတ်ပေးမယ်လို့ကြေညာလိုက်တာကြောင့်ဦးလေးဖြစ်သူဟာအစိုးရရဲ့တရားဝင်အတိမတ်ပြုမှုရရှိပြီးခဲ့ပြီဆိုပြီးအလွန်ဝမ်းသာသွားကြပါတော့တယ်။ဒါပေမဲ့ညဘက်ရောက်တဲ့အခါရှောင်းကျုံးနဲ့လန်ခေးတို့ကမ်းခြေတစ်လျှောက်မိအိမ်ထုံပြီးစစ်ဆေးနေချိန်မှာတော့မတင်ကားဖွယ်ရာအရာတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ကြောက်ဆောင်ကြားထဲမှာညှက်နေတဲ့ဓာတ်သွားပါတဲ့ကျိုးပြက်တစ်ခုကိုရှောင်းကျုံးကကောက်ယူရရှိခဲ့တာပါ။လန်ခေးကဒါဟာရွာမှာမရှိတဲ့ပစ္စည်းမျိုးဖြစ်ပြီးလမ်းပြပင်လယ်ဆောင်းလိပ်ကြီးလာအိုလီကိုဖမ်းဆီးဖို့ကြံစီခဲ့တာဖြစ်ကြောင်းတုံ့လို့စွာရိပ်မိသွားပါတယ်။ရှောင်းကျုံးကလည်းကြိုးကျက်လွန်းလာကြောင်းလိပ်ကြီးလွတ်မြောက်သွားပေမဲ့ဒဏ်ရာရရှိသွားနိုင်ကြောင်းနဲ့ဒဏ်ရာတွေကိုကုသဖို့အတွက်ပင်လယ်မော်ပင်တွေပုံများပြီးတိတ်ဆိတ်တဲ့ဟိုင်ချောင်းပင်လယ်ကွေ့စီထွက်ပြေးသွားနိုင်ကြောင်းပါနတ်စွာတွက်ဆလိုက်ပါတယ်။အဲ့ဒီနောက်ရှောင်းကျုံးကလန်ခေးကိုကမ်းခြေမှာစရင်အုပ်ကိုတေချာစောင့်ကြည့်ဖို့နဲ့သူခရိုင်မျိုးစီပစ္စည်းသွားပို့တယ်လို့ပဲလိညာပြောထားဖို့မှာကြားခဲ့ပါတယ်။အဲ့ဒီနောက်ရှောင်းကျွန်းဟာစိတ်ကန်းစီအမြန်ပြေးသွားပြီးမာဆန်းဘော့ကိုတွေးလိုက်ပါတယ်။မာဆန်းဘော့ကဒီညနေကြီးမှာဟိုင်ချောင်းပင်လဲကွေးစီဘာလို့သွားမှလဲလို့အံ့အားသင့်စွာမေးမြန်းပေမဲ့ရှောင်းကျွန်းကစကားတွေအများကြီးပြောမနေနဲ့ကြောက်လန့်မနေနဲ့အရေးကြီးတဲ့ကိစ္စရှိလို့အခုချက်ချင်းထွက်မယ်လို့အလောတကြီးပြောလိုက်ပါတော့တယ်။ရှောင်းကျွန်းရဲ့စကားကြောင့်မာဆန်းဘော်လည်းစစ်လိတ်ကိုပင်လယ်ထဲအမြန်ပစ်ချလိုက်ပြီးလက်ကြီးလာအိုလူကိုကဲတင်ဖို့ဟိုင်ချောင်းပင်လယ်ကွေ့စီချက်ချင်းရွလွင့်ထွက်ခွာသွားကြပါတော့တယ်။ဟွန်ဝမ်ပင်လယ်ကွေ့အနီးရေပြင်မှာတော့ရှောင်းကျွန်းစန်းဘော်နဲ့အဖိုးကျောက်တို့ဟာလေပေါ်ကနေကြောက်ဆောင်တွေဘက်ကိုကြည့်ရှုနေကြပါတယ်။အဲ့ဒီအချိန်မှာအဖိုးကျောက်ကကြောက်ဆောင်တွေကြားထဲမှာပင်လယ်ဆောက်လက်ကြီးလာအိုလီတယောက်ကျိုးထူကြီးတွေနဲ့တင်းကျပ်စွာတိုင်ကြီးခံထားရတာကိုတွေ့ရှိပြီးရှောင်းကျွန်းကိုအရေးတကြီးလှမ်းပြောလိုက်ပါတယ်။စန်းဘော်ကလည်းတတဝါကြီးကိုမြင်ပြီးအံ့အားသင့်သွားခဲ့ပါတယ်။ရှောင်းကျွန်းဟာဒဏ်ရာရနေတဲ့လက်ကြီးကိုမြင်တာနဲ့ချက်ချင်းပင်လယ်ထဲတိုင်ပင်ထိုးဆင်းပြီးကုခတ်သွားခဲ့ပါတယ်။ရေအောက်မှာလက်ကြီးငိမ့်သက်သွားအောင်ခေါင်းကိုပုတ်တက်ပေးရင်းဓာတ်နဲ့ကြိုးတွေကိုဂယုတစိုက်လိဖြတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ကြိုးတန်ရဖို့ကိုအစိမ်းရောင်ဆေးရည်တွေတုပ်လိမ့်ပေးပြီးလက်ကြီးကိုရင်းနှက်ပိုင်းမှာခဏသွားရောက်ပုံအောင်နေဖို့မှာကြားကဘေးကင်းရစီဆေးလွတ်လိုက်ပါတယ်။အဲ့ဒီနောက်ဆန်းဘော့ကရေမျက်နှာပြင်ပေါ်မှာမျောနေတဲ့ဘူးတီ6ပုံစံအမတ်သားတွေကိုထိုးပြလိုက်ပါတယ်။အဖိုးကျောက်ကရေထဲကအပြာရောင်အမတ်သားဘူးကိုဆွဲမကြည့်ရင်ဒါဟာသူတို့ရွာကပိုက်မဟုတ်ပဲအပြင်ကကုံထွက်တန်ငါလေးတွေသုံးတဲ့ပစ္စည်းဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ရှောင်းကျွန်းဟာကျိုးစားနဲ့ပလတ်စတစ်အမတ်သားတွေကိုတေချာစစ်ဆေးပြီးဒီမတမာတဲ့လုပ်ရက်ဟာပင်လယ်ဆောက်လက်ကြီးကိုဖမ်းဆီးဖို့ကြံစီနေတဲ့ဝူရှောက်ခွန်းရဲ့လက်ပါစီတွေလုပ်ရက်ဖြစ်ကြောင်းရိပ်မိသွားပါတယ်။စမ်းဘောကပိုက်တွေကိုအခုချက်ချင်းဆွဲနှုတ်ပစ်ဖို့ဒေါသတကြီးပြောပေမဲ့ရှောင်းကျွန်းကတားဆီးလိုက်ပါတယ်။ပိုက်တွေကိုဆွဲနှုတ်လိုက်ရုံနဲ့သူတို့နောက်တစ်ကြိမ်ပြန်ထောင်ကြမှာဖြစ်တာကြောင့်ဒီရေပြင်တစ်ခုလုံးကိုအစိုးရတရားဝင်ထိန်းသိမ်းရေးဆောင်အဖြစ်သတ်မှတ်နိုင်အောင်လှုံ့ဆော်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
အဲ့ဒီနောက်စမ်းဘော်ကိုမတမာသူတွေထောင်ထားတဲ့ဒီနေရာတွေကိုတေချာမှတ်တမ်းတင်ခိုင်းလိုက်ပါတော့တယ်။ညနေပိုင်းရောက်တဲ့အခါရှောင်းကျွန်းဟာရွာအုပ်ချုပ်ရေးမှူးမန်ချောင်းရဲ့အိမ်စီတွားရောက်ခဲ့ပါတယ်။ရွာလူကြီးကအိတ်ချင်မှုတူးနဲ့တကားဖွင့်ပေးရင်ညနေကြီးဘာဖြစ်လို့လဲလို့မေးလိုက်ပါတယ်။ရှောင်းကျွန်းကမတမာသူတွေရဲ့ပိုက်ကြိုးစားတွေနဲ့မှတ်တမ်းတွေကိုပြသရင်းအပြင်ကကုန်တယ်တွေဟာသူတို့ရွာရဲ့ဟွန်ဝမ်ပင်လယ်ကွေ့တွေမကပဲဝူကြောက်ကြောက်ဆောင်နဲ့ဟန်ချောင်းပင်လယ်ကွေ့တွေကိုပါခိုးယူဖို့ကြံစည်နေကြောင်းရှင်းပြလိုက်ပါတယ်။အကယ်၍ရွာရဲ့မွေးမြူရေးစခန်းပျက်စီးသွားပါကခရိုင်ကထောက်ပံ့ခြင်းနဲ့ရွာရဲ့ဂုဏ်သိက္ခာပါဆုံးရှုံးရမှာဖြစ်တာကြောင့်ဒီရေပြင်၃ခုလုံးကိုယာယီထိန်းသိမ်းရေးဆောင်အဖြစ်သတ်မှတ်ပေးဖို့ခရိုင်ဆိုရစီချက်ချင်းလျှောက်ထားရမယ်လို့အကြံပြုလိုက်ပါတယ်။ရွာလူကြီးကလည်းမြေပုံပေါ်ကနေရာတွေကိုကြည့်ရင်းရှောင်းကျွန်းရဲ့အစီအစဉ်ကိုချက်ချင်းသဘောတူလိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ခရိုင်ကရေလုပ်ငန်းထိန်းသိမ်းရေးတရားဝင်စာရွက်စာတမ်းထွက်ရှိလာခဲ့ပါတယ်။အဲ့ဒီစာရွက်စာတမ်းကြောင့်ဒေါသထွက်နေတဲ့ဝူရှောက်ခွန်းဟာရှောင်းကျွန်းရဲ့အိမ်ထဲကိုဒေါသတကြီးနဲ့ဝင်ရောက်လာခဲ့ပါတယ်။ဝူရှောက်ခွန်းကသူတို့ရဲ့လမ်းကြောင်းကိုပိတ်ပင်ရကောင်လားဆိုပြီးချင်းချောက်ပြောဆိုတဲ့အခါရှောင်းကျွန်းကခရိုင်ကထုတ်ပြန်ထားတဲ့တရားဝင်စာရွက်စာတမ်းကိုမိမောင်းထိုးပြရင်းလူတိုင်းသွားလို့ရတဲ့လမ်းမှာလမ်းကျဲတာခင်ဗျားတယောက်တည်းသွားချင်တာကိုမှလမ်းကျင်းတာလို့အေးဆေးစွာပြန်လဲတုတ်ပြန်လိုက်ပါတယ်။ဝူရှောက်ခွန်းလည်းဘာမှမတတ်နိုင်ပဲစောင့်ကြည့်ကြတာပေါ့။ဟူချင်းချောက်ကတကားကိုစောင့်ပိတ်ပြီးထွက်သွားခဲ့ပါတယ်။ရှောင်းကျွန်းရဲ့ဇနီးလန်ခဲကသူတို့အနိုင်ရပြီဆိုပြီးဝမ်းသာသွားပေမဲ့ရှောင်းကျွန်းကတော့ဒါဟာဝူရှောက်ခွန်းတို့ရဲ့တိုက်ခိုက်မှုစတင်ခြင်းသာဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။မကြမီမှာပဲခြေတက်ဟာရေထွက်ပစ္စည်းဌာနကပေးပို့တဲ့စာတစောင်ကိုကိုင်ဆောင်ကအရေးတကြီးပြေးဝင်လာခဲ့ပါတယ်။စာထဲမှာတော့ဟွန်ဝမ်ပင်လယ်ကွေ့မှာရှီဟောင်းတင်မောနေမှုပြဿနာတွေရှိနေတာကြောင့်လုတ်ပိုင်ခွင့်စာချုပ်ကိုယာယီဆိုင်းငံ့လိုက်ကြောင်းရေးသားထားတာပါ။ဒါဟာဝူရှောက်ခွန်းရဲ့နောက်ွယ်ကအာနာပိုင်ဝူဟိုင်ရှင်ရဲ့လက်ချက်ဖြစ်ကြောင်းရှောင်းကျွန်းရေးမိလိုက်ပါတယ်။ဦးလေးနဲ့ထေတန်တို့ဟာသူတို့ရဲ့စူးစမ်းမှုတွေအလကားဖြစ်သွားပြီဆိုပြီးစိတ်တက်ကြနေခဲ့ပါတယ်။ဒါပေမဲ့ရှောင်းကျွန်းကတော့အေးဆေးစွာရင်နွေးတောက်ရင်းဘာမှစိတ်တက်မကြဘူးနဲ့ဒါကိုရှင်းလင်းလို့ရကြောင်းရွာသားတွေကိုအားပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရွာလူကြီးနဲ့ရေထွက်ပစ္စည်းဌာနကအရာရှိဝူဟိုင်ရှင်တို့ရောက်လာခဲ့ပါတယ်။ဝူဟိုင်ရှင်ကဟွန်ဝမ်ပင်လယ်ကွေ့မှာအခြေအနေတွေရှုပ်ထွေးနေတာကြောင့်လုပ်ငန်းတွေကိုရက်အနည်းငယ်ရပ်ဆိုင်းထားဖို့အာဏာပိုင်လေတံနဲ့အမိန့်ပေးလိုက်ပါတယ်။ရှောင်းကျွန်းကရွာသားတွေရဲ့ဝမ်းစာနဲ့တက်ဆိုင်တာကြောင့်တရက်မှရက်ဆိုင်လို့မရကြောင်းပြက်ပြက်တသားညှင်းဆန်လိုက်ပါတယ်။အရာရှိအဖွဲ့ကအစိုးရစာရွက်စာတမ်းကိုပုံကန်တာလားလို့ချင်းချောက်တဲ့အခါရှောင်းကျွန်းရဲ့ဇနီးလန်ခဲဟာရွာရဲ့ဟွန်ဝမ်အခြေခံစည်ရင်အုပ်ကြီးကိုတည်ဆောင်လာပြီးစပွဲပေါ်စောင့်တင်လိုက်ပါတယ်။စည်ရင်အုပ်ထဲမှာရွာသား30ရဲ့လုံအားကတစ်သားတိုင်း300နဲ့ပလဲမုတ်ကောင်200ကိုမွေးမြူထားတဲ့မှတ်တမ်းတွေကိုပြသလိုက်ပါတယ်။ဒါအပြင်လွန်ခဲ့တဲ့3ရက်ကမှရေထွက်ပစ္စည်းဌာနကိုယ်တိုင်သူတို့စီကနေပင်လယ်မြော့ပေါင်3ဆဲဝယ်ယူထားတဲ့တရားဝင်ပြေစာကိုထုတ်ပြလိုက်ပါတယ်။လန်ခဲကဟွန်ဝမ်ဟာရေရှည်တရားဝင်လုပ်ငန်းဖြစ်နေတယ်ဆိုတဲ့စာရွက်စာတမ်းမှာအချက်လက်ဟာမမှန်ကန်ကြောင်းနဲ့ဒါဟာစာရွက်စာတမ်းအတူပြုလုပ်မှုဖြစ်ကြောင်းတိုက်ရိုက်ထုတ်ဖော်ပြောဆိုလိုက်ရာဝူဟိုင်ရှင်တယောက်ချွေးပြန်ပြီးစာလုံးမတာဖြစ်နိုင်တယ်ဆိုကအပြာအရာစင်ကြေပေးလိုက်ရပါတော့တယ်။စမ်းပေါ်နဲ့ဘေးကရွာသားတွေလည်းဒေါသတကြီးကြွေးကြော်ကြရင်အားလုံးစီးလုံးညီညွတ်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲယူနီဖောင်းဝတ်ထားတဲ့ခရိုင်ရှေးဟောင်းတုတေသနဌာနကအရာရှိရှောင်းလီရောက်ရှိလာခဲ့ပါတယ်။ရှောင်းလီကဝူကြောက်ကြောက်ဆောင်အနီးမှာနှိမ့်ဆင်းသွားတဲ့ရှေးဟောင်းတင်မောနမူနာနဲ့ပတ်သက်ပြီးရှောင်းကျွန်းကိုရှာဖွေနေတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဝူဟိုင်ရှင်ကဝူကြောက်ကြောက်ဆောင်ဟာအလွန်အန္တရာယ်များပြီးရှောင်းကျွန်းဟာဘာမှမသိတဲ့လူရှုပ်တစ်ယောက်ဖြစ်ကြောင်းကြောက်အားလန့်အားတားဆီးဖို့ကြိုးစားခဲ့ပါတယ်။ရှောင်းကျွန်းကတော့သူ့ရဲ့အခိုင်အမာရေးဆွဲထားတဲ့ဝူကြောက်ရေပြင်ဒီရေနဲ့ရေစီးကြောင်းပြမြေပုံကိုထုတ်ယူကာရှောင်းလီစီပေးအပ်လိုက်ပါတယ်။ရှောင်းလီကမြေပုံပေါ်ကဒီရေကြချိန်ရေစီးကြောင်းရှိန်နဲ့ဘေးကင်းရေးလမ်းကြောင်းမှတ်တမ်းတွေကိုကြည့်ပြီးစစ်တပ်သုံးရေကြောင်းမြေပုံတွေထပ်ပင်ပုံမတိကျနေတာကြောင့်အံ့အားသင့်သွားခဲ့ပါတယ်။ဝူဟိုင်ရှင်ကမယုံနိုင်စွာတားဆီးနေပေမဲ့ရှောင်းကျွန်းကဒီရေကြဖို့တနာရီပဲလိုတော့ကြောင်းနဲ့ဒါဟာဆေလွတ်စစ်ဆေးဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်းပြောကြားကာရှောင်းလီတို့အဖွဲ့ကိုဦးဆောင်၍ဝူကြောက်ကြောက်ဆောင်စီထွက်ခွာသွားပါတော့တယ်။ဟွန်ဝမ်ရေပြင်ထက်မှာတော့ရှောင်းကျွန်းလန်ခဲနဲ့အရာရှိရှောင်းလီတို့ဟာတစ်သားလေကြီးနဲ့အတူပင်လယ်ကွေ့အတွင်းစမ်းသက်စစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။အပြာရောင်အမတ်သားဘူးတိ6တွေကိုပင်လယ်ပြင်မှာတေချာစွာချိတ်ဆွဲပြီးရှေးဟောင်းတင်မောနှမြုပ်ရာနေရာကိုအတိအကျနယ်နိမိတ်သတ်မှတ်ပေးခဲ့ကြပါတယ်။အရာရှိရှောင်းလီကနယ်နိမိတ်တွေကိုအလွန်စနစ်ကျစွာမှတ်တမ်းတင်ပေးခဲ့တဲ့ရှောင်းကျွန်းရဲ့ကြိုးပမ်းမှုကိုလှေပေါ်ကနေချီးကျူးလိုက်တဲ့အခါရှောင်းကျွန်းကလည်းဒါဟာရှေးဟောင်းအမွေအနှစ်တွေကိုကာကွယ်ရမယ်သူတို့ရဲ့တာဝန်ဖြစ်ကြောင်းတင်းမာစွာပြန်လည်ပြောကြားခဲ့ပါတယ်။တစ်ဖက်မှာတော့စိတ်ကန်းကန်းနာပေါ်ကနေသူတို့ကိုစောင့်ကြည့်နေတဲ့အရာရှိဝူဟိုင်ရှင်ကတော့ဒေါသတွေထွက်နေပြီးလက်တီးကိုတင်းကျပ်စွာဆုပ်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပင်လယ်ဆောက်လက်ကြီးလာအိုလီဟာလှေဘေးမှာပေါ်ထွက်လာပြီးရေမြုပ်လေးတွေမှုတ်ထုတ်ကာနှုတ်ဆက်လိုက်ပါတယ်။ဇနီးဖြစ်သူလန်ခဲကလက်ကြီးဟာရှောင်းကျွန်းကိုကျေးဇူးတင်ကြောင်းပြောနေတာလို့စနောက်လိုက်တဲ့အခါရှောင်းကျွန်းကလည်းအလုပ်တွေပြီးသွားရင်လက်ကြီးအတွက်အရသာရှိတဲ့အစားအစာတွေအများကြီးပြင်ဆင်ပေးမယ်လို့ပြုံးရွှင်စွာပြောလိုက်ပါတယ်။အဲ့ဒီနောက်အရာရှိရှောင်းလီကသူတို့ရဲ့မှတ်တမ်းစာအုပ်ကိုဖွင့်လှစ်ပြီးအရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြလိုက်ပါတယ်။ခုရောက်နေတဲ့နေရာဟာပင်လယ်ပြင်ရဲ့အပြင်ဘက်ပိုင်းသာဖြစ်ပြီးအနေရများတဲ့ကြောက်ဆောင်ရင်းနဲ့ပိုင်းစီဝင်ရောက်ဖို့အတွက်အတိတ်ကပျောက်ဆုံးသွားခဲ့တဲ့ရှေးဟောင်းရေကြောင်းပြမြေပုံရဲ့အရေးကြီးဆုံးနောက်ဆုံးစာမျက်နှာလိုအပ်နေကြောင်းရှင်းပြလိုက်ပါတယ်။လွန်ခဲ့တဲ့10နှစ်ကရှောင်းကျွန်းရဲ့မိဘတွေဟာမြေပုံရဲ့ရှေ့ပိုင်းကိုပဲအစိုးရစီအနှံခဲ့ပြီးကြောက်ဆောင်ကြားရေကြောင်းပြမြေပုံအပိုင်
အစကိုတော့အနံခဲ့ခြင်းမရှိခဲ့ပါဘူးဒါကိုကြားလိုက်ရတဲ့အခါရှောင်းကျွန်းဟာသူမိဘတွေဘာကြောင့်ဒီမြေပုံပိုင်းအစကိုပုံကွက်သိမ်းဆည်းထားခဲ့ရတယ်လဲဆိုတာကိုရုတ်တရက်သဘောပေါက်သွားပြီးအဲ့ဒီမြေပုံပိုင်းအစဟာသူ့အိမ်မှာပဲရှိနေသေးကြောင်းအမြန်ဆုံးပြန်သွားရှာဖွေရမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်ညဘက်ရောက်တဲ့အခါရှောင်းကျွန်းနဲ့လန်ခဲတို့ဟာအိမ်ကစတိုခန်းထဲမှာမီးအိမ်ထုံးပြီးတစ်တာအဟောင်းတွေကိုမှွေနောက်ရှာဖွေခဲ့ကြပါတယ်လန်ခဲကဘာကိုရှာနေတာလဲလို့မေးရရှောင်းကျွန်းကမိဘတွေခြံထားခဲ့တဲ့စာအုပ်အဟောင်းကိုရှာနေတာဖြစ်ပြီးအရင်ကတစ်တာခြေထောက်အောင်မှာခုထားဘူးကြောင်းအမတ်ရစွာပြောပြလိုက်ပါတယ်ဒါနဲ့ပဲလန်ခဲဟာစင်ပေါ်ကနေဖုန်တွေပေးချန်နေတဲ့ဒီရေမှတ်တမ်းဆိုတဲ့စာအုပ်ထုကြီးကိုထုတ်ယူလိုက်ပါတယ်ရှောင်းကျွန်းဟာစာအုပ်ကိုချက်ချင်းဖွင့်လှစ်စစ်ဆေးရာစာရွက်များကြားထဲမှာခောက်ထားတဲ့ရှေးဟောင်းရေချောင်းပြမြေပုံပိုင်းစကိုတွေ့ရှိသွားခဲ့ပါတယ်မြေပုံပေါ်မှာရှောင်းကျွန်းရဲ့အဖေကိုယ်တိုင်ရေးသားထားတဲ့အတွင်းပိုင်းကတစ်သားဟောင်းတွေကိုမဖြက်စီးရအစိုးရစီတရားဝင်တင်ပြရမည်ဆိုတဲ့စာတမ်းနဲ့ရှေးဦးစွာပင်လယ်ကိုကာကွယ်ပါထို့နောက်မှပြည်သူကိုကာကွယ်ပါဆိုတဲ့ဆောင်ပုဒ်ကိုတွေ့ရှိလိုက်ရပါတယ်။ရှောင်းကျွန်းဟာသူ့မိဘတွေဟာရတနာခိုးယူသူတွေမဟုတ်ပဲပင်လယ်ပြင်နဲ့ရှေးဟောင်းအမွေနှစ်တွေကိုမတမာသူတွေလက်ထဲမရောက်အောင်ကာကွယ်ခဲ့ကြတာဖြစ်ကြောင်းသိရှိသွားပြီးမျက်ရည်များဝဲလာကနှစ်ပေါင်းများစွာခေါင်းမဖော်နိုင်ခဲ့တဲ့မိဘတွေရဲ့အစွန်းအထင်းကိုအခုမှပဲစေးကြောနိုင်တော့မယ်လို့ဝမ်းသာအားရငိုကြွေးလိုက်ပါတော့တယ်လန်ခဲကလေရှောင်းကျွန်းရဲ့လက်ကိုစုပ်ကိုင်ရင်မနှက်ဖြန်ကြရင်ဒါကိုရွာသူရွာသားတွေရှိမှတရားဝင်ထုတ်ပြကြတာပေါ့လို့အားပေးလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ရေကူးကျွန်းရွာရုံကန်အပြင်ဘက်တစ်ပင်ကြီးအောက်ကစပွဲမှာရွာသူရွာသားတွေစုဝေးရောက်ရှိနေကြပါတယ်။အရာရှိဝူဟိုင်ရှန်ဟာနဲ့ဝူရှောက်ခွန်းအတူစပွဲမှာထိုင်နေခဲ့ပါတယ်။ဝူရှောက်ခွန်းကရှောင်းကျွန်းတို့ရောက်လာတာကိုမြင်တော့မြေပုံကိုရှာမတွေ့ပဲအချိန်ဖြုံးနေတာလားဆိုပြီးရဲရဲတင်းတင်းလှောင်ပြောင်လိုက်ပါတယ်။ရှောင်းကျွန်းကတော့အေးဆေးစွာပဲခောက်ထားတဲ့ရှေးဟောင်းမြေပုံကိုထုတ်ယူပြီးအရာရှိရှောင်းလီစီပေးအပ်လိုက်ပါတယ်။အရာရှိရှောင်းလီကအစိုးရစီမှာရှိနေတဲ့မြေပုံအပိုင်းစနဲ့ရှောင်းကျွန်းယူဆောင်လာတဲ့မြေပုံကိုစပွဲပေါ်မှာအနီးကပ်ဆက်ဆက်တိုက်ဆိုင်ကြည့်လိုက်ပါတယ်။အံ့ဩစရာကောင်းစွာပဲစာရွက်အစွန်းနှစ်ဖက်ဟာကွက်တိဆက်ဆက်သွားပြီးလွန်ခဲ့တဲ့10နှစ်ကလေးကပျောက်ဆုံးနေခဲ့တဲ့ဦးကြောက်ဆောင်ရေချောင်းပြမြေပုံအပြည့်စုံဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ရွာသူရွာသားတွေဟာအလွန်အံ့အားသင့်သွားကြပြီးလွန်ခဲ့တဲ့10နှစ်ကရှောင်းကျွန်းရဲ့မိဘတွေကိုတခိုးလို့ဆွဆွဲခဲ့ကြတာတွေအတွက်စိတ်မကောင်းဖြစ်ကဝူဟိုင်ရှင်ရဲ့ပြည်ရည်တွေကိုပြစ်တင်ဝေဖန်လိုက်ကြပါတယ်။ဝူဟိုင်ရှင်ဟာအခြေအနေတွေပျက်စီးသွားတာကိုမြင်တော့စပွဲကိုစောင့်ရိုက်ကဒီမြေပုံဟာရှောင်းကျွန်းကိုယ်တိုင်အတူပြုလုပ်ထားတာဖြစ်တယ်လို့ဒေါသတကြီးဆွဆွဲလိုက်ပါတယ်။ရှောင်းကျွန်းကတော့အေးဆေးစွာပြုံးရင်းအရာရှိရှောင်းလီကိုစာရွက်ရဲ့တက်တန်းနဲ့မင်းဆက်တွေဟောင်းနှွမ်းမှုတော့ဒီကိုစစ်ဆေးပေးဖို့တောင်းဆိုလိုက်ပါတယ်။အရာရှိရှောင်းလီကစာရွက်ရဲ့တက်တန်းနဲ့ပျက်စီးမှုတွေဟာ100%တိကျစွာကိုက်ညီနေကြောင်းနဲ့ဒါဟာစစ်မှန်တဲ့စာရွက်စာတမ်းဖြစ်ကြောင်းပြည်သက်လည်းမှာတရားဝင်အတည်ပြုပေးလိုက်ပါတော့တယ်။ဒါကြောင့်ရှောင်းကျွန်းရဲ့မိဘတွေဟာနှစ်ပေါင်းများစွာဆွဆွဲခံခဲ့ရတဲ့မတရားမှုတွေကနေတရားဝင်လွတ်မြောက်သွားခဲ့ပြီးဝူဟိုင်ရှင်ရဲ့မတမာတဲ့ဆွဆွဲချက်တွေလည်းလုံးဝပျက်စီးသွားခဲ့ရပါတော့တယ်။အဲ့ချိန်မှာဝူရှောင်းကုန်းကရှောင်းကျွန်းကိုရေနမိတ်အတွင်းပျောက်ဆုံးနေတဲ့ရှေးဟောင်းတင်မောနှင်းမြုပ်ရာကတစ်သားတွေကိုဆယ်ယူဖို့အတွက်90%အမျက်ခွဲဝေယူဖို့ကန့်လန့်လိုက်ပါတယ်။ဒါပေမဲ့ရှောင်းကျွန်းကတော့ဒီတစ်သားတွေဟာပြည်သူပိုင်ပစ္စည်းဖြစ်ပြီးရွာသားတွေအနေနဲ့ကာကွယ်ဆောင်ရှောက်ဖို့ပဲတာဝန်ရှိတာကြောင့်ပုဂ္ဂလိကအမျက်ဆုံးအတွက်အသုံးမပြုနိုင်ကြောင်းပြက်ပြက်တသားပဲညှင်းဆိုလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဝူရှောင်းကုန်းကဒေါသတကြီးနဲ့ချင်းချောက်ပြောဆိုခဲ့ပေမဲ့ရွာလူကြီးကတော့သူ့ရဲပုံရိပ်ကောင်ကိုထိမ့်သိမ့်ဖို့အတွက်ရှောင်းကျွန်းရဲ့ဘက်ကနေရွာသူရွာသားတွေကိုစာစည်းရုံးပေးခဲ့တာကြောင့်ဝူရှောင်းကုန်းကတော့ဒေါသတကြီးနဲ့ထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအရာရှိရှောင်းလီရောက်ရှိလာပြီးအရာရှိဝူဟိုင်ရှန်ကိုစည်ရင်စရာဟောင်းအချို့ရှင်းလင်းပေးဖို့တားဆီးလိုက်တာကြောင့်အရာရှိဝူတယောက်စိုးရိမ်တကြီးဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ရှောင်းကျွန်းနဲ့လန်ခဲတို့ဟာအိမ်ကတစ်တာဟောင်းကိုရှာဖွေရာကနေဝူဟိုင်ရှန်ရဲ့နာမည်ရေးထိုးထားတဲ့ကြေးတီးတစ်လုံးကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ရှောင်းကျွန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဝူဟိုင်ရှင်ဟာမိဘတွေရဲ့တစ်တာကိုပြပြတရားမှွေနောက်ရှာဖွေရင်းဒီကြေးတီးကြံရိတ်ခဲ့တာဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။စမ်ဘောကဝူဟိုင်ရှင်စီတွားရောက်ရင်ဆိုင်ဖို့ဒေါသတကြီးပြောဆိုခဲ့ပေမဲ့ရှောင်းကျွန်းကတော့အချိန်တန်မှဒီတက်တွေကိုအသုံးပြုဖို့စမ်ဘောကိုထိမ့်သိမ့်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့အရာရှိဝူဟာစိတ်ကန်းစီရောက်ရှိလာပြီးပင်လယ်လိုင်းတဘိုးအန်ရရဲ့ကြောင့်ရှောင်းကျွန်းတို့ရဲ့လုပ်ငန်းစဉ်တွေကိုရပ်ဆိုင်းဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ရှောင်းကျွန်းကတော့ကြိုတင်ပြင်ဆင်ထားတဲ့ဘေးအန်ရရဲ့ကင်းရှင်းရေးနယ်မြေပြမြေပုံကိုထုတ်ပြလိုက်ပြီးအရာရှိရှောင်းလီကိုယ်တိုင်စစ်ဆေးအတည်ပြုပေးခဲ့တာကြောင့်အရာရှိဝူရဲ့အစီအစဉ်တွေပျက်စီးသွားခဲ့ရပါတယ်။အဲ့ဒီနောက်စမ်ဘောနဲ့တိုင်ပင်ပြီးရှောင်းကျွန်းကမတင်ကားခွဲလူအချို့ဟာမိဘတွေရဲ့တစ်တာနဲ့မြေပုံအကြောင်းစုံစမ်းနေကြတောင်းတင်းပေးလိုက်တာကြောင့်ရွာထဲမှာရှေးဟောင်းပစ္စည်းများမှတ်ပုံတင်ပွဲပြုလုပ်ပြီးတက်တဲ့အထောက်အထားတွေစုဆောင်းဖို့အကွက်ဆင်လိုက်ပါတော့တယ်။မှတ်ပုံတင်ပွဲမှာအဖိုးကြောက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရေနဲ့လေချောင်းပြမှတ်လန်းစာအုပ်ကိုယူဆောင်လာခဲ့ပါတယ်စာအုပ်ကိုစစ်ဆေးလိုက်တဲ့အခါမင်းနဲ့ဖြတ်ထားတဲ့စာကြောင်းတစ်ခုကိုတွေ့ရှိခဲ့ရပြီးအဲ့ဒီစာကြောင်းမှာအရာရှိဝူရဲ့လှေဟာအခင်းဖြစ်ပွားတဲ့နေ့ကဝူကြောက်စီကို2 နာရီစောပြီးရောက်ရှိခဲ့ကြောင်းရေးသားထားတာဖြစ်ပါတယ်အဖိုးကြောက်ကလည်းအရာရှိဝူကသူ့ကိုပြောင်းမှုနှစ်တင်ပေးပြီးဒီစာကြောင်းကိုဖျက်ခိုင်းခဲ့ကြောင်းငိုကြွေးရင်းဝန်ခံလိုက်ပါတယ်လန်ခဲကလည်းတရားဝင်မှတ်တမ်းတွေနဲ့ဆိုင်စစ်ဆေးလိုက်တဲ့အခါဝူဟိုင်ရှင်ဟာအခင်းဖြစ်ပွားတဲ့နေရာစီကြိုတင်ရောက်ရှိနေခဲ့တာတေချာသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပင်လယ်ကမ်းဆက်မှာတင်မောသားအဟောင်းတွေအုံပြုခဲ့တဲ့ကွက်စိတ်တွေပါဝင်တဲ့တစ်သားပြင်ပြားကြီးတစ်ချက်မျောပါလာခဲ့ပါတယ်။ရှောင်းကျွန်းကအဲ့ဒီတစ်သားပြင်ပြားပေါ်ကကွက်တွေကိုတိုင်းတာပြီးမိဘတွေခြံထားခဲ့တဲ့မြေပုံပိုင်းစားနဲ့ဆက်ဆက်လိုက်တဲ့အခါဒါဟာသူ့အဖေမြေပုံဆွဲစဉ်ကအုံပြုခဲ့တဲ့မူရင်းပုံစံကွက်ဖြစ်ကြောင်းသိရှိသွားခဲ့ကြပါတယ်။ရှောင်းကျွန်းဟာရရှိလာတဲ့တစ်သားပုံစံခွက်နဲ့အဖိုးကြောက်ရဲ့မှတ်တမ်းစာအုပ်သက်သေတွေကိုစုစည်းပြီးအရာရှိဝူကိုရွာသူရွာသားတွေရှိမှတိုက်ရိုက်ရင်ဆိုင်လိုက်ပါတယ်။အရာရှိ
ဝူကဓာတွေကိုညှင်းဆန်မှုစူးစမ်းခဲ့ပေမဲ့ရှောင်းကျွန်းကသူ့ခင်းဖြစ်ပွားရစီ2နာရီစောရောက်ခဲ့တာနဲ့တက်တည်ဖြောက်ဖို့လက်ထိုးခဲ့တာတွေကိုအထောက်ထားပြည့်စုံနဲ့ထုတ်ဖော်လိုက်ပါတော့တဲ့အဖိုးကြောက်ကလည်းအရာရှိဝူသူ့ကိုခိုင်းခဲ့တာတွေကိုအသေးစိတ်ပြောပြလိုက်တဲ့အခါအရာရှိဝူကတော့အဖိုးကြောက်လိမ့်နေတာလို့ဒေါသတကြီးအော်ဟစ်လိုက်ပါတော့တယ်ဝူဟိုင်ရှန်ကအတန်ကုန်ဟစ်ပြီးညှင်းဆန်မှုစူးစမ်းခဲ့ပေမဲ့လန်ခဲကတော့အမေဖြစ်သူရဲ့တစ်တာဟောင်းအောက်ခြေကနေတွေ့ရှိခဲ့တဲ့ကြေးတီးကိုရွာသားတွေရဲ့အလဲမှာထုတ်ပြလိုက်ပါတယ်အရာရှိဝူဟိုင်ရှန်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီမြေပုံကိုခိုးယူဖို့အတွက်တစ်တာကိုပြပြတယ်လဲငွေနောက်ရှာဖွေရင်းဒီကြေးတီးကြံရစ်ခဲ့တာဖြစ်ကြောင်းတပ်တွေအထောက်ထားနဲ့တကွပေါ်လွင်သွားခဲ့တာကြောင့်ရွာသူရွာသားတွေဟာဝူဟိုင်ရှန်ကိုတခိုးလို့အော်ဟစ်ဆဲဆိုပြီးရွာထဲကနေမောင်းထုတ်လိုက်ကြပါတော့တယ်အဲ့ဒီနောက်ရှောင်ကြွအန်းကစပွဲပေါ်မှာဖြန့်ခင်းထားတဲ့မြေပုံဟာရတနာမြေပုံမဟုတ်ပဲအန်ရီများတဲ့ရေနက်ပိုင်းမှာဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်မှုရေးဆွဲထားတဲ့ရေကြောင်းပြမြေပုံသာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်အရာရှိရှောင်းလီကလည်းဝူကြောက်ဆောင်ရေပြင်ကိုရှေးဟောင်းရင်ကျေးမှုထိမ့်သိမ်းရေးနယ်မြေအဖြစ်တရားဝင်သတ်မှတ်ပေးခဲ့ပြီးခွင့်ပြုချက်မရှိဘဲဝင်ရောက်သူတွေကိုဥပဒေအရအရေးယူသွားမယ်လို့ကြေညာလိုက်ပါတယ်အဲ့ဒီအချိန်မှာဝူလျှောက်ခွန်းဟာသူ့ရဲ့နောက်လိုက်တွေနဲ့အတူရောက်ရှိလာပြီးရွာမှာစက်ရုံဆောက်ပေးမယ်နှစ်တစ်မှာအသားတွေအခမဲ့ဝေမျှပေးမယ်ဆိုပြီးပတ်စံနဲ့လက်ထိုးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရှောင်းကျွန်းကတော့ဝူလျှောက်ခွန်းရဲ့မတမားတဲ့လုပ်ရက်တွေကိုထုတ်ဖော်ပြောကြားရင်းအပြတ်တက်ညှင်းဆိုလိုက်တာကြောင့်ရွာသူရွာသားတွေကဝူလျှောက်ခွန်းကိုပါရွာထဲကနေတပြိုင်နက်တည်းမောင်းထုတ်လိုက်ကြပါတယ်ညဘက်ရောက်တဲ့အခါမှာတော့စမ်းဘောကရှောင်းကျွန်းစီအရေးကြီးတဲ့သတင်းတစ်ခုနဲ့အပြေးလွှားရောက်ရှိလာပါတယ်ဝူလျှောက်ခွန်းဟာရွာထဲကနေထွက်သွားခြင်းမရှိဘဲအမြန်ရေရင်3စီးနဲ့ရေစုပ်ဆက်တွေကိုငှားရမ်းကဒီရေအကျဆုံးအချိန်မှာဝူကြောက်ဆောင်စီတွားရောက်ပြီးရှေးဟောင်းပစ္စည်းတွေကိုခိုးယူဖို့ပြင်ဆင်နေကြောင်းသတင်းပေးလိုက်ပါတယ်ရှောင်းကျွန်းဟာအကြမ်းဖက်နီလန်းကိုမတုံးပဲဥပဒေအရရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီးဇနီးဖြစ်သူလန်ကယ်ကိုအရာရှိရှောင်းလီစီအမြန်ဆုံးအကြောင်းကြားခိုင်းလိုက်ပါတယ်စမ်းဘောနဲ့ဦးလေးတို့ကိုတော့ပင်လယ်ကမ်းဆက်တစ်လျှောက်မိအိမ်တွေအပြည့်ထွန်းညှိထားဖို့မှာကြားလိုက်ပါတယ်မုံတိုင်းထန်နေတဲ့ပင်လယ်ပြင်မှာတော့ဝူလျှောက်ခွန်းရဲ့အမြန်ရည်ရင်တွေဟာဝူကြောက်ဆောင်စီအရှိန်နဲ့ဥတီလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစမ်းဘောရဲ့အချက်ပြမှုနဲ့အတူကမ်းပါတစ်လျှောက်မှာမိအိမ်ပေါင်းများစွာရုတ်တရက်လင်းထိန်သွားခဲ့ပါတယ်။ရှောင်းကျွန်းဟာကြောက်ဆောင်ကြီးပေါ်မှာရေဒီယိုအတန်ချက်ဆက်ကိုကိုင်ဆောင်ကဝူကြောက်ရည်ပြင်ဟာအစိုးရတရားဝင်သတ်မှတ်ထားတဲ့ထိန်းသိမ်းရေးနယ်မြေဖြစ်တာကြောင့်ချက်ချင်းပြန်လှည့်သွားဖို့အော်ပြောလိုက်ပြီးတရားဝင်ခွင့်ပြုချက်စာရွက်စာတမ်းကိုထုတ်ပြလိုက်ပါတယ်ဝူရှောက်အောင်ကုန်းကတော့ဘလို့ပဲပြောဂယုမဆိုင်ကြောင်းပြန်ပြောနေတော့တယ်လန်ခဲကလည်းအတန်ချက်ဆက်ကနေတဆင့်တင်မောပေါ်ပါလာတဲ့အလုသမားတွေကိုဝူလျှောက်ခွန်းရဲ့လောဘကြီးတဲ့လုပ်ရမှာပူပေါင်းပြီးရွာသူရွာသားတွေရဲ့စီးပွားရေးနဲ့အနာဂတ်အခွင့်အလမ်းတွေကိုမဖျက်ဆီးကြဖို့စီးပွားရေးကိန်းဂဏန်းတွေနဲ့တကွရှင်းပြလိုက်ပါတယ်ရွာသူရွာသားတွေကလည်းကန်းဆက်ကနေလှန်တန်တွေမိအိမ်တွေကိုကိုင်ဆောင်ကဝူလျှောက်ခွန်းတို့အဖွဲ့ကိုညီညွတ်စွာတွန်းလှန်လိုက်ကြတာကြောင့်တင်မောမောင်းသူကတွေ့ဝေသွားကနောက်ဆုတ်ဖို့ဝူလျှောက်ခွန်းကိုတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့ဒေါသအရှိန်ကြောင့်ယူသွနေတဲ့ဝူလျှောက်ခွန်းကတော့နောက်ဆုတ်เสียမလိုဘူးအရှိန်မြင့်ပြီးရှေ့ကိုတိုက်ဝင်ပစ်လို့အော်ဟစ်အမိတ်ပေးလိုက်ပါတော့တယ်တားမရတဲ့အစုံရှောင်းကျွန်းတို့ကသူတို့လေနောက်ကိုလိုက်ပြီးအန်ရရှိကြောင်းအတန်ချက်ဆက်နဲ့အော်ပြောနေပါတယ်အဖိုးကြောက်ကဒီအချဒီအနေကိုသတိပြုမိလိုက်တာနဲ့ရေကျမြန်နေပြီဖြစ်ကြောင်းလေပေါ်ပါလာတဲ့အလုသမားတွေကိုအတန်ကုန်ဟစ်ပြီးသတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတထေးဝူရဲ့လေဟာထက်မြက်လာတဲ့ကြောက်ဆောင်ကြားမှာညှက်မိသွားခဲ့တာကြောင့်တထေးဝူတယောက်ကြောက်လန့်တကြားနဲ့လေဝင်းရံတံကိုကင်ပြီးအကူအညီတောင်းအော်ဟစ်ပါတော့တဲ့ဒီဆိုးရင်ပွဲအခြေအနေကိုစောင့်ကြည့်နေတဲ့ရှောင်းကျွန်းဟာရေကျချိန်မတိုင်မီအချိန်နှဲငယ်တာကြမ်းတော့ကြောင်းသဘောပေါက်လိုက်ပြီးအတန်ချက်ဆက်ကိုကင်ကနှစ်ဖက်လေပေါ်ကအလုသမားတွေကိုဥတီယာလမ်းကြောင်းအတိုင်းပြန်လှည့်လာဖို့အမိတ်ပေးလိုက်ပါတယ်စမ်းဘောဟာကြောက်ဆောင်ကြားညှက်နေတဲ့လေစီတွဲဆွဲကြိုးကိုအားကုန်ပစ်ပေးလိုက်ပြီးတခြားလေပေါ်ကလူကလည်းကြိုးကိုအမိရဖမ်းယူကတစ်သားတိုင်မှာခိုင်မြဲစွာချီနှောင်းလိုက်ကြပါတယ်လျှက်စီးတွေလက်နေတဲ့မုံတိုင်းညမှာနှစ်ဖက်လေအဖွဲ့သားတွေအတူတကွပူးပေါင်းအားထုတ်လိုက်ကြတာကြောင့်တထေးဝူရဲ့လှေဟာအန္တရာယ်ရှိလာတဲ့ကြောက်ဆောင်ကြားကနေဘေးကင်းစွာရုံထွက်နိုင်ခဲ့ပါတော့တယ်နောက်တစ်နေ့နနက်ပိုင်းမှာတော့ကန်းစိတ်တစ်ခုမှာစိတ်တက်ကြဆင်းနေတဲ့ဝူဟိုင်ရှန်ဟာလေပေါ်မှာထိုင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာရှောင်းကျွန်းနဲ့လန်ခဲတို့ဟာအရာရှိလီတို့နဲ့အတူရောက်ရှိလာပါတယ်အရာရှိလီကမှတ်တမ်းစာအုပ်ကိုကင်ဆောင်ကဝူဟိုင်ရှန်ကိုအကာအကွယ်နဲ့မြေအတွင်းတရားမဝင်ဝင်ရောက်မှုနဲ့တရားဝင်အရေးယူသွားမယ်အကြောင်းတတိပေးလိုက်ပါတယ်။ဒါပေမဲ့ဝူဟိုင်ရှန်ကတော့နောင်တရခြင်းမရှိဘဲရှောင်းကျွန်းကိုလှောင်ပြုံးပြရင်သူ့လက်ထဲမှာမြေပုံတဝက်တင်မကပဲလက်မှတ်ရေးထိုးထားတဲ့လွှဲပြောင်းမှုမှတ်တမ်းထောက်ထားပါရှိနေသေးကြောင်းစိန်ခေါ်ပြောဆိုလိုက်ပါတယ်။အဲ့ဒီနောက်မော်တော်လေးအင်ဂျင်ကိုနှိုးကအငွေမြင်းတွေထွက်စီလျက်ပင်လယ်ပြင်စီအမြန်မောင်းနဲ့ထွက်ခွာသွားခဲ့ပါတယ်။လန်ခဲကစိုးရိမ်တကြီးနဲ့ဝူဟိုင်ရှန်ပြောသွားတဲ့မှတ်တမ်းအကြောင်းရှောင်းကျွန်းကိုမေးမြန်းလိုက်တဲ့အခါရှောင်းကျွန်းကလန်ခဲရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားရင်မနှက်ဖြန်ကြရင်အမှန်တရားအလုံးပေါ်လွင်လာတော့မှမို့မစိုးရိမ်ဘူးအေးဆေးစွာနှစ်သိမ့်ပေးလိုက်ပါတယ်နောက်တစ်နေ့ရွာလေကညောင်မင်းကြီးအောက်မှာတော့ရွာသူရွာသားတွေစုံညီစွာရောက်ရှိနေကြပါတယ်ဝူဟိုင်ရှန်ဟာစပွဲမှာထိုင်နေပြီးရှောင်းကျွန်းကတော့ဒီနေ့အစည်းအဝေးဟာဝူဟိုင်ရှန်တယောက်တည်းအတွက်ရည်ရွယ်ကျင်းပတာဖြစ်ကြောင်းပွင့်လင်းစွာပြောလိုက်ပါတယ်အဲ့ဒီနောက်အရာရှိလီကလွန်ခဲ့တဲ့10နှစ်ကတမိုင်းဝင်မှတ်တမ်းဟောင်းတွေကိုစပွဲပေါ်ဖြန့်ခင်းပြလိုက်ပြီးဝူဟိုင်ရှန်ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာရွက်စာတမ်းအရပေးအပ်ခဲ့စဉ်ကမြေပုံစာရွက်အပြည့်အစုံရှိခဲ့ပေမဲ့သူ့လက်ထက်မှာစာရွက်တစ်ဝက်ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်းတပ်တွေအထောက်ထားနဲ့တကွာထုတ်ဖော်လိုက်ပါတယ်ငင်းကွယ်လို့မရနိုင်တဲ့တပ်တွေရှိမှဝူဟိုင်ရှန်ဟာချွေးစေးတွေပြန်ပြီးပြတလဲဖြစ်လာခဲ့ပါတယ်ဦးလေးဖြစ်သူကလည်းဒေါသတကြီးနဲ့စပွဲကိုရိုက်ကဝူဟိုင်ရှန်ရဲ့တစ္ဆာဖောက်မှုကိုဆဲဆူချိန်မောင်းလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဝူဟိုင်ရှန်ဟာဒူးထောက်ကျသွားပြီးငိုယိုကအဖြစ်တွေကိုဝန်ခံလိုက်ရပါတယ်လွန်ခဲ့တဲ့10နှစ်ကမြေပုံပေါ်မှာပါဝင်တဲ့တတော်တရံဇာတာတွေကိုလောဘဓာကြီးလိုချင်ခဲ့တာကြောင့်အရေးကြီးတဲ့စာရွက်တစ်ဝက်ကိုစုပ်ဖြတ်သိမ်းစီးခဲ့ကြောင်းအဲ့ဒီလိုလုပ်ရကြောင်းရှောင်းကျွန်းရဲ့မိဘတွေဟာမြေပုံကိုပြန်လဲစစ်ဆေးဖို့ပင်လယ်ထဲပြန်ထွက်ရင်းမုံတိုင်းမိကတေဆုံးခဲ့ရတာဖြစ်ကြောင်းငိုကြွေးရင်းဝန်ခံလိုက်ပါတယ်
အဲ့ဒီနောက်သူ့ရဲ့အင်ဂျီအတွင်းအိတ်ထဲကနေတေချာထုတ်ပိုးထားတဲ့မြေပုံပိုင်းစကိုထုတ်ယူပြီးရှောင်းကျွန်းစီလွှဲပြောင်းပေးလိုက်ပါတယ်ရှောင်းကျွန်းကအဲ့ဒီစာရွက်အပိုင်းစကိုဖြန့်ဆက်ပြီးစပွဲပေါ်ကမြေပုံနဲ့အပြိုင်ဆက်ဆက်လိုက်တဲ့အခါတမိုင်းဝင်မြေပုံကြီးဟာအပြည့်စုံပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်ဆက်လက်ပြီးလန်ကယ်ကပြန်လည်ဆက်ဆက်လိုက်တဲ့မြေပုံပေါ်မှာရေးထွင်းထားတဲ့ရှေးဟောင်းစာသားတွေကိုဖတ်ပြလိုက်ပါတယ်စာသားထဲမှာဒီနေရာကိုစတင်ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်မယ်ဆိုရင်ပင်လယ်ပြင်ကိုရှေးဥစွာကာကွယ်ပါထို့နောက်မှပြည်သူများကိုကာကွယ်ပါလို့ရေးသားထားတာဖြစ်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါရှောင်းကျွန်းဟာမိဘတွေထားရစ်ခဲ့တဲ့မြေပုံဟာရတနာမြေပုံမဟုတ်ပဲပင်လယ်ပြင်နဲ့တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့နဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ရေးဆွဲထားတဲ့တတိပေးချက်တာဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။အရာရှိလီကအရေးကြီးမြေပုံစာရွက်စာတမ်းကိုလုံခြုံစွာတင်စီလိုက်ပြီးအဖြစ်ရှိသူဝူဟန်ရှန်ကိုဥပဒေအရအရေးယူဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။မိဘတွေရဲ့အမိနာမနဲ့ဂုံတိတ်ခါပြန်လဲဖြူစင်တန်ရှင်းသွားခဲ့တာကြောင့်ရှောင်းကျွန်းနဲ့လန်ကယ်တို့ဟာဝမ်းမြောက်နေစွာနဲ့တယောက်ကိုတယောက်တင်းကျပ်စွာဖတ်ထားလိုက်ကြပါတော့တယ်။မကြမီမှာပဲရွာရဲ့အတီးပေးထုတ်ပြမှာအစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်စာလွှာကိုလာရောက်ကတ်ထားလိုက်ပါတယ်။ရွာသားတယောက်ကအကြောင်းကြားစာကိုကျဲလောင်စွာဖတ်ပြလိုက်တဲ့အခါဝိုင်းအောင်ကြည့်ရှုနေကြတဲ့ရွာသူရွာသားတွေဟာဝူကြောက်ရေးပြင်းဟာတရားဝင်ကာကွယ်စောင့်ရှောက်ရေးနယ်မြေဖြစ်လာခဲ့ပြီးရှောင်းကျွန်းရဲ့မိဘတွေအပေါ်ဆွဆွဲထားတဲ့မဟုတ်မမှန်ဆွဆွဲချက်တွေအားလုံးကြေးသွားခဲ့ပြီဖြစ်ကြောင်းသိရှိလိုက်ကြရပါတယ်။ရှောင်းကျွန်းနဲ့လန်ကယ်တို့ကလည်းအမှန်တရားပေါ်လွင်သွားခဲ့ပြီဖြစ်တာကြောင့်အချင်းချင်းကြည့်ရှုရင်းငြိမ်းချမ်းစွာပြုံးပြနိုင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ရိုင်းဆိုင်သောပင်လယ်ကွေ့ကာကွယ်ရေးနှင့်မွေးမြူရေးတမတ်ဝါရမှန်ကိုတရားဝင်စတင်တည်ထောင်လိုက်ကြပါတယ်။လန်ကယ်ဟာအဓိကစည်ရင်းကင်ဖြစ်တာဝန်ယူကရွာသားတွေရဲ့လှုပ်အားမှတ်တင်ကေတာတွေကိုစည်ရင်းစရာရေးသွင်းပေးခဲ့ပါတယ်။အလုသမားတွေလှုပ်အားခတွေကိုတိကျစွာတွက်ချက်ပေးနေတဲ့လန်ကယ်ရဲ့ကျွမ်းကျင်မှုကိုအားလုံးကချီးမွမ်းခဲ့ကြပါတယ်။ရှောင်းကျွန်းကလှုပ်သားတွေရှိမှလန်ကယ်ကိုစည်ရင်းကင်ဖြစ်တရားဝင်ခွဲဝေတာဝန်ပေးလိုက်တဲ့အခါလှုပ်သားအားလုံးကဝမ်းမြောက်ဝမ်းသာထောက်ခံအားပေးခဲ့ကြပါတယ်။လန်ကယ်ကလည်းအားလုံးအတွက်မျှတမှန်ကန်စွာစည်ရင်းစရာစီမံခန့်ခွဲပေးသွားမယ်လို့ကတိပြုလိုက်ပါတယ်။ပင်လယ်ပြင်ပေါ်ကမွေးမြူရေးကွန်ရက်တွေစီမှာရှောင်းကျွန်းဟာလန်ကယ်နဲ့အတူတဘာဝပတ်ဝန်းကျင်နဲ့ညီညွတ်တဲ့ရေကြောင်းမွေးမြူရေးလုပ်ငန်းတွေကိုစနစ်တကျကြည့်ရှုစစ်ဆေးနေခဲ့ပါတယ်။သက်ဆိုင်ရာအရာရှိတွေကလည်းပတ်ဝန်းကျင်မပျက်စီးစေဘဲစီးပွားဖြစ်မွေးမြူနိုင်ခဲ့တဲ့အဆိုပါလုပ်ငန်းပုံစံကိုလာရောက်လေ့လာပြီးချီးကျူးခဲ့ကြပါတယ်။ရှောင်းကျွန်းကတော့ဒီအောင်မြင်မှုဟာရွာသူရွာသားအားလုံးရဲ့စီးလုံးညီညွတ်မှုနဲ့မိဘတွေရဲ့ပင်လယ်ကိုအရင်ကာကွယ်ပါဆိုတဲ့လမ်းညွှန်ချက်ကြောင့်ဖြစ်ကြောင်းနှိမ်ချစွာပြောကြားလိုက်ပါတယ်။ဝူကြောက်ရေပြင်မှာစနစ်တကျမွေးမြူထားတဲ့မွေးမြူရေးငါးကန်တွေနဲ့အမဲရောင်သမုတ်တရာပြင်ကြီးတဲကနေပလဲမွေးမြူရေးလုပ်ငန်းတွေဟာအံ့ဩဖွယ်ရာအောင်မြင်ဖြစ်ထွန်းလာခဲ့ပါတယ်။မွေးမြူရေးရေကန်စခန်းထဲမှာရှောင်းကျွန်းဟာကြီးမားလာတဲ့ကမာကောင်ကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါတောက်ပလာပတဲ့ပလဲကြီးတစ်လုံးကိုစတင်တွေ့ရှိလိုက်ရပါတယ်။ဘေးနားမှာဝိုင်းအောင်ကြည့်ရှုနေကြတဲ့အိုင်ကောင်နဲ့အလုသမားတွေဟာအံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားကြပါတော့တယ်။အဖိုးကြောက်တယောက်ဆိုရင်ဝူကြောက်ရေပြင်ကြီးမှာအမှန်တကယ်ပလဲတွေမှာဂိမ်းမြူထုတ်လုပ်နိုင်ခဲ့ပြီဆိုတဲ့အမှန်တရားကြောင့်ဝမ်းသာလွန်လို့မျက်ရည်တွေတောင်ဝိုင်းလာခဲ့ပါတယ်။ညနေခင်းနေဝင်ချိန်ရောက်တဲ့အခါမှာတော့ရှောင်းကျွန်းနဲ့လန်ကယ်တို့ဟာပလဲမွေးမြူထားတဲ့တစ်သားစလုံးနားမှာအတူတကွဒူးထောက်ထိုင်ရင်ပလဲလေးရဲ့ကြီးထွားမှုကိုကြည့်ရှုနေကြပါတယ်။ရှောင်းကျွန်းကပလဲလေးဟာသေးငယ်ပါသေးတယ်လို့ပြောလိုက်တဲ့အခါလန်ကယ်ကနောက်တစ်ချိန်မှာဒီပလဲလေးရောဝူကြောက်ရေပြင်ကြီးပါပုံမကြီးမှကျပြက်လာမှာပါလို့အားပေးစကားဆိုလိုက်ပါတယ်။ရှောင်းကျွန်းကလည်းယုံကြည်ချက်အပြည့်နဲ့ခေါင်းညိတ်ရင်နှစ်ယောက်သားညနေခင်းပလဲပြင်ကြီးကိုတာယာစွာငေးမောကြည့်ရှုလိုက်ကြပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့လန်ကယ်ဟာပူပူနွေးနွေးငါဆွတ်ပြုတ်ပကံကိုစပွဲပေါ်လာရောက်ပြင်ဆင်ပေးပါတယ်။ရှောင်းကျွန်းကလည်းလန်ကယ်တယောက်စည်ရင်ကင်ဖြစ်ရွာမှာစီကန်းကြီးတယ်လို့အိမ်မှာလည်းသူ့ရဲ့အစားအသောက်ကိုပါစီကန်းနဲ့ထိန်းချုပ်နေကြောင်းစနောက်လိုက်ပါတယ်။လန်ကယ်ကလည်းကလေးလိုပြန်လဲရန်တွေ့ရင်ငါဆွတ်ပြုတ်ကိုကောင်းအောင်တောက်ဖို့ခိုင်းစေလိုက်တာကြောင့်ရှောင်းကျွန်းတယောက်အရသာရှိလာတဲ့ဆွတ်ပြုတ်ကိုတောက်ရင်းပျော်ရွှင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကန်ဆက်ဘက်ကနေရေတံကိုကြားလိုက်ရတာကြောင့်တယောက်သားအပြင်ဘက်ကိုထွက်ကြည့်လိုက်ကြပါတယ်။လာရောင်အောက်မှာတော့သူတို့ရဲ့မိတ်ဆွေဟောင်းလက်ကြီးလောင်လေးဟာရင်ကြီးတွေကိုဝါစားရင်းကန်ဆက်စီတက်လာတာကိုတွေ့လိုက်ရပါတယ်။လန်ကယ်ကဝမ်းသာအားရခေါ်လိုက်ပြီးရှောင်းကျွန်းကလည်းလက်ကြီးစီသွားကရင်းကြီးတွေကိုလက်နဲ့တေချလေးကျွေးလိုက်ပါတယ်။ရှောင်းကျွန်းကဝူကြောက်ရေပြင်ဟာအခုဆိုရင်ဘေးကင်းလုံခြုံသွားပြီဖြစ်လို့နောက်ကိုဘသူမှမင်းကိုအနေရပြုဖမ်းဆီးရတော့မှမဟုတ်ကြောင်းကျင်နာစွာပြောကြားရင်းလက်ကြီးရဲ့ခေါင်းကိုပုတ်တက်ပေးလိုက်ပါတယ်လာရောင်တာနေတဲ့ပင်လယ်ကမ်းဆက်မှာရှောင်းကျွန်းဟာလန်ကယ်ရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကင်လိုက်ပါတယ်။လန်ကယ်ကလွန်ခဲ့တဲ့အချိန်တွေတုန်းကဘဝဟာမြူဆိုင်နေတယ်လို့လမ်းပြောင်းနေခဲ့ဘူးကြောင်းအခုခါမှာတော့ရှေ့ဆက်ရမယ့်လမ်းကြောင်းကိုရှင်းလင်းစွာမြင်တွေ့နေရပြီဖြစ်ကြောင်းရင်ဖွင့်လိုက်ပါတယ်။ရှောင်းကျွန်းကလည်းရှေ့ဆက်ရမယ့်လမ်းကြောင်းဟာအဝေးကြီးကျန်သေးတာကြောင့်လန်ကယ်နဲ့အတူတစ်သက်လုံးလက်တွဲပြီးရှောက်လန်းသွားပါမယ်လို့တစ္ဆာပြုလိုက်ပါတော့တယ်။နောက်နေ့နံနက်ပိုင်းမှာတော့ဝူကြောက်ရေပြင်ဟာစီးပွားရေးရရောတဘာဝပတ်ဝန်းကျင်အရပါအလွန်ပင်စီကားတိုးတက်နေခဲ့ပါတယ်။အာဂေါနဲ့ချဲတန်းတို့ဟာပင်လယ်စာတင်တောင်းကြီးတွေကိုစနစ်တကျတည်ဆောင်ကြပြီးလန်ကယ်စီမှာစီးရင်စရာတွေတွားရောက်ပြသနေကြပါတယ်။ရွာလူကြီးလည်းရောက်ရှိလာပြီးခရိုင်ဆိုရကဝူကြောက်ရေပြင်ရဲ့အောင်မြင်မှုကိုအတိမတ်ပြုထားကြောင်းနဲ့နောက်လာမှာရှောင်းကျွန်းအနေနဲ့စံပြပုဂ္ဂိုလ်အဖြစ်စေလွတ်ကအတွေ့အကြုံစကားပြောကြားပေးဖို့သတင်းကောင်းလာရောက်ပါတော့တယ်ရှောင်းကျွန်းကလည်းစီးပွားရေးတစ်ခုတည်းကိုမကြည့်ပဲသမုတ်တရားပတ်ဝန်းကျင်ကိုစနစ်တကျထိန်းသိမ်းမှသာတန်ဃာတွေရဲ့အနာဂတ်ရေရှည်တည်တတ်မှာဖြစ်ကြောင်းသူ့ရဲ့ခိုင်မာတဲ့မူဝါဒကိုပြန်လည်ပြောပြလိုက်ပါတယ်မြို့နယ်ခမ်းမဆောင်ကြီးအတွင်းမှာတော့ခရိုင်ရရှိကြီးကဝူကြောက်ရေပြင်တမဝါယမအဖွဲ့ကိုရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းခြင်းတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်ရွာသူရွာသားတွေရဲ့ဝင်ငွေကိုတိုးတက်စေခဲ့ခြင်းတို့အတွက်စံပြအဖွဲ့အစည်းစုတစိတ်ကိုထိုက်တန်စွာပေးအပ်ချီးမြှင့်လိုက်ပါတယ်ရှောင်းကျွန်းဟာစုတစိတ်ကိုလက်ခံကဥညွတ်လိုက်ပြီးစင်ပေါ်
တက်ကမိန်ကုန်းပြောကြားခဲ့ပါတယ်အရင်တုန်းကသူ့ကိုအယူဆောင်လို့ခေါ်ဝေါ်ခဲ့ကြပေမဲ့သမုတ်တရားကိုချစ်မြတ်နိုးစိတ်ရွာသူရွာသားတွေရဲ့ယုံကြည်မှုတို့ကြောင့်ဒီနေ့လိုအောင်မြင်မှုနဲ့ဘဝတစ်ကိုရရှိခဲ့တာဖြစ်ကြောင်းသမုတ်တရားကိုစောင့်ရှောက်မှသာငါးလုပ်ငန်းတိုးတက်မှာဖြစ်ကြောင်းလေးနက်စွာပြောကြားလိုက်ရာပရိသတ်အပေါင်းကဝမ်းမြောက်စွာလက်ခုပ်ဩဘာပေးခဲ့ကြပါတယ်ဆင်အောက်မှာရှိနေတဲ့လန်ခဲကလည်းဝမ်းတာလုံးလို့ဂုဏ်ယူကာမျက်ရည်ပင်ကြားခဲ့ရပါတယ်ညနေခင်းနေဝင်ချိန်မှာတော့ရှောင်းကျိုးနဲ့လန်ခဲတို့ဟာအိမ်ပြန်လန်းအတိုင်းလက်တွဲပြီးရှောက်လန်းလာခဲ့ကြပါတယ်လန်ခဲကရရှိလာတဲ့စံပြအဖွဲ့စည်းဂုဏ်ပြုလွှာချက်ကိုအိမ်နေရမှာဂုဏ်ယူစွာချိတ်ဆွဲလိုက်ပါတယ်ရှောင်းကျုံကတော့တရားပေါ်မှာရရင်သမုတ်တရားကြီးကိုစိုက်ကြည့်ကသူ့ရဲ့စိတ်ထဲမှာငါဟာတခြားခေတ်တစ်ခုကနေရောက်ရှိလာခဲ့သူဖြစ်ပေမဲ့အခုတော့ဒီနေရာဟာငါရဲ့အိမ်ငါရဲ့ဇနီးနဲ့ငါစောင့်ရှောက်ရမယ့်ပင်လယ်ပြင်ကြီးရှိတဲ့နေရာဖြစ်သွားခဲ့ပြီလို့လေးနက်စွာရင်ဖွင့်လိုက်ပါတယ်အဲ့ဒီအချိန်မှာအာဘဲလိတ်ကြီးလောင်လီဟာရေပြင်ပေါ်ရုတ်တရက်ခုန်တက်ပြလိုက်တာကြောင့်အာဂေါတို့အဖွဲ့ကလည်းလိတ်ကြီးကိုစနောက်ပြီးပျော်ရွှင်နေကြပါတယ်လန်ကယ်ကရှောင်းကျွန်းစီလာရောက်ကအင်ဂျီကိုတေချာခြုံပေးလိုက်ပါတယ်ရှောင်းကျွန်းကနောက်နှစ်တွေမှာမွေးမြူရေးစခန်းတွေပုံမချက်ထွင်မဲ့စရင်ကန်ရုံးခန်းကြီးစောက်မဲ့ရွာတွေကကလေးတွေကိုကြောင်းထားပေးမယ်ဆိုတဲ့အနာဂတ်အစီအစဉ်တွေကိုလန်ကယ်အားဝေမျှလိုက်ပါတယ်လန်ကယ်ကစရင်စရာတွေအများကြီးရေးရတော့မှာပေါ့လို့နောက်ပြောင်လိုက်တဲ့အခါရှောင်းကျွန်းကမင်းကစာရင်အေးငါကပတ်စံရှာမယ်လေလို့ပြောလိုက်ပါတယ်ဒါပေမဲ့လန်ခဲကတော့ဟုတ်ဘူးငါတို့နှစ်ယောက်တူတူလောက်ကြတာပေါ့လို့ချိုးသားစွာပြန်လဲပြင်ဆင်လိုက်ပါတယ်ရှောင်းကျွန်းလဲပြုံးရင်းလန်ခဲရဲ့လက်ကိုတင်းကျပ်စွာစုပ်ကင်လိုက်ပါတော့တယ်နေဝင်ချင်းပင်လယ်ပြင်ကြီးရဲ့ရွှေရောင်အောက်မှာတော့ဝူကြောက်ရေပြင်ကြီးဟာတဘာဝနဲ့လူသားတို့မျှတစွာရှင်တွဲနေထိုင်ရင်းတာယာဝပြောတဲ့အနာဂတ်စီတို့အောင်မြင်စွာကူးပြောင်းသွားခဲ့ပါတော့တယ်